ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် NK Storybook Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ဒီနေ့မှာရွေးချယ်ပေးထားတဲ့ဇာတ်လမ်းလေးကတော့ပုံညာခင်ရေးသားထားတဲ့ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပရိသတ်များရှင်ဇာတ်လမ်းလေးမစသေးခင်မှာတော့အရင်ဆုံးချစ်တဲ့ရဲ့ NK Storybook Channel လေးကို Subscribe နဲ့ Notification ဖွင့်ပြီးတော့အားပေးတော့ဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့ပရိသတ်ကြီးတွဲဇာတ်လမ်းလေးစတင်မှာတော့မယ်ပုံညာခင်ရေးသားထားတဲ့ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်အတူတူလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ယောက်ျားတစ်ယောက်ရဲ့အောင်မြင်မှုအတွက်မိန်းမတစ်ယောက်ရဲ့ပါရမီဖြည့်မှုလိုအပ်တယ်လို့နားလည်လက်ခံလာတဲ့အချိန်မှာကျွန်တော်ရဲ့ရည်စားထားမှုတွေကိုရပ်တန့်ပြီးတော့အတီတကျအိမ်အောင်ပြုဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်ကိုချစ်သူကိုမခွဲနိုင်မခွာရဲ့ချစ်မြတ်နိုးလို့လက်ထပ်လိုက်တယ်ဆိုတဲ့သူတွေကိုကျွန်တော်ကပြုံးထိချင်ပါတယ်ဒါကစိတ်ကူးရှင်မှုတွေပဲတကယ်တမ်းမှာယောက်ျားတွေကအဲလောက်မမိုက်မဲတဲ့ဟုတ်အချစ်တစ်ခုတည်းကိုပဲယူသွစွာကိုးကွယ်နေတာကတနေ့နေ့မှာရှုံးနေဖို့တေချာတဲ့လောက်ပဲအခုနေမရှုံးရင်တောင်တစ်ချိန်ချိန်မှာတေချာပေါက်ရှုံးလိမ့်မယ်ကျွန်တော်လောင်းရဲတယ်ကျွန်တော်ရဲ့ခံယူချက်ကတော့ယောက်ျားတစ်ယောက်ရဲ့ရည်စားထားခြင်းနဲ့လက်ထပ်ခြင်းကတကန့်စီပဲဖြစ်တယ်။ကိုယ့်ရဲ့ရည်စားအောင်မှလက်ထပ်ရမယ်လို့ဘယ်ဥပဒေရမှပြဋ္ဌာန်းမထားဘူး။ကိုချစ်သူကလက်ထပ်ဖို့အစမပြေသူလည်းဖြစ်ခြင်းဖြစ်နိုင်တယ်။ဒါဆိုရင်ဘာမှထွေထူးစဉ်းစားနေဖို့မလိုဘူး။လက်တွေဖြုတ်လိုက်ရုံပဲဖြစ်တယ်။ကိုချစ်သူမဟုတ်ပဲလက်ထပ်ဖို့အစဉ်ပြေနိုင်သူဆိုရင်လည်းလက်ထပ်တဲ့နေဒါကကျွန်တော်ရဲ့ဝါဒဖြစ်တယ်။အသက်အစိတ်ဆွန်းဆွန်းယောက်ျားတစ်ယောက်ကစနစ်ကျတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့အတွက်အတီတကျအိမ်အောင်ပြုဖို့အလိုအဆုံးဖြစ်တယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့လက်ရှိရည်စားတွေနဲ့ဆွေးနွေးကြည့်ခဲ့ပါတယ်။အဲဒီနေ့ကရှာဒီဦးတို့ကမှုံပြပြလေးလင်းနေပါတယ်။နေစီဖြော့ဖြော့လေးတွေကလည်းကျွန်တော်ချစ်သူရဲ့စံတွေဖြော့ဖြော့လေးတွေပေါ်မှာဖြာချနေတယ်။ကျွန်တော်ချစ်သူဒီလည်းရှာဒီဦးတို့နဲ့ထထူညီစွာနှက်ခမ်းဆူဆူမျက်နှာမှုံပြပြသို့တော့မျက်လုံးလေးတွေကတော့လင်းလက်နေပါတယ်။အဲ့ဒီအကြည့်တွေကကျွန်တော်မျက်နှာပေါ်မှာဖြာချနေတယ်။ကဲဘလောက်တောင်ရှင်မိုးစရာကောင်းလိုက်ပါသလဲ။ကျွန်တော်ချစ်သူကကျွန်တော်တစုံတရာပြောလိုက်တာနဲ့ချက်ချင်းစိတ်ကောက်မုန်းနှွှဲလိုက်ဖို့အသက်အနေထားဖြစ်နေပါတယ်။ချစ်သူရဲ့လက်ချောင်းလေးတွေကဖော်ဖျောင်းနေလို့ပဲတွေ့ပြောင်းလှပပါတယ်။လက်စေချောင်းစလုံးလက်သေးရှိရှိချွန်ချွန်လေးကိုလှပစွာမွေးမြူပြီးတော့ညင်ညာတက်ရက်စွာလက်သေးနီဆိုးထားပါတယ်။လက်သေးနီရောင်ကအယောင်တစ်မျိုးတည်းမဟုတ်ဘူးအပွင့်အခက်ဒီဇိုင်းတွေနဲ့အလားစင်စီးရေးချဲ့ထားသေးတယ်လက်သေးနီကိုဝန်ဆောင်မှုကနေမှမဟုတ်ဘူးအရင်တုတ်တုတ်အဖျားချွန်ချွန်စိတ်ကူးရင်လက်လို့အမိတက်နိုင်တဲ့လက်ချောင်းတွေကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်ချစ်သူကအင်မတန်မှကိုစိတ်ကူးရင်တက်တဲ့မိန်းကလေးလည်းဖြစ်တယ်ကြပြဆန်းဆန်းဖွယ်ဖွယ်နဲ့စကားမျိုးတွေနဲ့ပလီပလောင်ချွဲထွက်သူလည်းဖြစ်သေးရဲ့မှန်တာကိုဝန်ခံရမယ်ဆိုရင်တော့သူမရဲ့စကားတွေကတခါတရံအပြင်းပြေတာယာကျန်စရာကောင်းပြီးတော့တခါတရံတော့စိတ်ကုံဖို့ကောင်းပါတယ်အဲ့ဒီစိတ်ကူးရင်လက်ချောင်းလေးတွေကဘယ်အလုပ်ကိုမှလက်ကြောတင်းနဲ့မလုပ်တတ်တာကိုကျွန်တော်တဖြည်းဖြည်းသိနာလေခဲ့ပြီးဖြစ်တယ်။ပကံစင်းရင်တောင်စီပြောင်မစေးတတ်တော့အဝိရှော်လုံးမှရေစင်အောင်မညစ်တတ်တော့အဲ့ဒီလက်ချောင်းလေးတွေကဘလောက်ရှိတာခိုးတယ်လဲဆိုရင်ထမင်းလို့ကိုတည်ဆောင်ဖို့တောင်မှပြင်းကြီးလာတယ်။ဒီမှာဘယ်တော့မှလက်နဲ့ထမင်းမစားဘူးဇွန်ခင်းနဲ့ဖွားဖွားလေးကင်ပြီးတော့ရွရွလေးထမင်းစားတတ်ပါတယ်။အဲ့ဒီလက်ချောင်းလေးတွေကအရေးမပါတဲ့နေရာမှာတက်လက်ချက်ချလာပါတယ်။နှက်ခမ်းကိုညညာသေးသက်အောင်အရစ်ဖော်ပြီးတော့အတွင်းကအယောင်တစ်မျိုးဖြည့်ဆည်းဖို့အတွက်ကိုပြီးတော့မက်စကာရာမျက်ထောင်မွေးရှိစုမဲ့စုလေးကိုပို့ပြီးတော့ရှေ့ကောလာအောင်ပုံသွင်းဖို့လက်သေးနီကိုတရောင်ဆိုးလိုက်ဖြက်ပြက်လိုက်နောက်ပြီးတော့နောက်ထပ်တရောင်ဆိုးလိုက်ဖြက်ပြက်လိုက်ငွေကုံလူပင်ပန်းအလုပ်မျိုးလုပ်ဖို့တိုးလိုက်ရှည်လိုက်ကောက်လိုက်ဖြောင်းလိုက်လုပ်ဖို့ပြီးတော့စိုးစေးဆိုးဖို့ပေါ့နော်ဈေးညူရောင်ဆိုးထားတာကိုဈေးနီဆိုးလိုက်ပြီးတော့အနက်ရောင်ပိုလာအောင်ဆိုးလိုက်စားသဖြင့်တစ်လမှာဆလီငါးကရှုံချီနှက်ချီပြောင်းလဲနေတဲ့သပင်ကိုပုံချအောင်ဖိတင်ဖို့ဒီလိုနေရာမျိုးတွေမှာတော့အင်မတန်အသုံးကျပါတယ်နောက်တစ်ခုကြံသေးရဲ့အဲ့ဒါကတော့ကျွန်တော်နဲ့အတူရှင်တွဲသွားလာစင်မှာကျွန်တော်လက်မောင်းကိုမလွတ်တမ်းစုပ်ကင်ထားဖို့သူမစိတ်ကောက်ရင်ကျွန်တော်ကိုကုတ်ဆွဲပြီးတော့ထူရိုက်ဖို့ဖြစ်ပါတယ်အဲ့လိုလက်ချောင်းလှလှလေးတွေစီကကျွန်တော်ဘာကိုမျှော်လင့်နိုင်ပါသလဲကျွန်တော်အလုပ်ကမမောနဲ့ပြန်လာတယ်ဆိုရင်တော့ဂရင်းမိန်စွာနဲ့စားနိုင်ဖို့ချမင်းဟင်းနဲ့တန်ရှင်းတရက်စွာဝတ်ဆင်နိုင်မဲ့အဝတ်အစားတွေပုံတစမှမရှိအောင်စင်ကြင်နေမဲ့အိမ်ရဲ့တရက်တန်ရှင်းမှုတွေဘာဆိုဘာမှမျှော်လင့်လို့မရနိုင်တဲ့
တေချာဆုံးသောအရာဖြစ်တယ်နောက်တစ်ခါအသေးချာဆုံးရှင်ဆိုင်ရမှာကိုအယိုးထွင်ပေးကိုခွန်ကြွေကိုရဲ့လက်သေးညီကူဆိုးပေးပါအောင်ကိုလာအောင်ကွာဒီမှာစပင်းနေရှုပ်နေလို့ရှင်းပေးအောင်ကိုရုပ်ရှင်လိုက်ပြနော်အပြန်ကြရင်ဘိုးချုပ်စည်းဝင်မယ်နော်မီးအဝတ်စားတွေကဒီဇိုင်းအောင်နေပြီသိလားကိုအဝတ်စားဝယ်ပေးအောင်နော်အလားပြင်ပစ္စည်းတွေလည်းဝယ်ရအောင်မယ်အဲ့လိုမျိုးပလီပလာစကားတွေကိုလည်းလက်ခံရရှိနိုင်တယ်ကျွန်တော်အလုပ်ကိုကျွန်တော်ဖြောင်းတောင်မှလုပ်နိုင်မှာမဟုတ်ဘူးနောက်ဆုံးကိုဒီနေ့တော့ချွေတာရေးအနေနဲ့ချင်းနဲ့ပဲစားလိုက်ပါနော်မီးမိတ်ကပ်ဘူးဝယ်လိုက်လို့ပတ်စံနေသွားတာချွေတာရေးလုပ်လိုက်ပါအောင်အဲ့ဒါမျိုးတွေအထိရင်ဆိုင်ရနိုင်တယ်ထမင်းဝဝမစားရတဲ့အခြေအနေမျိုးတောင်မှရှောင်းနိုင်တယ်သို့တော့ကျွန်တော်ရှေ့မှာရှိနေတဲ့ကျွန်တော်ကိုလည်းမျက်ဝန်းလက်လက်လေးတွေနဲ့စိုက်ကြည့်နေတဲ့ကြွေရုပ်ကလေးလိုလှတဲ့ကျွန်တော်ချစ်သူကအဲ့ဒီစိတ်ကူးနဲ့တောင်မှပြည့်ရစရာမရှိဘူးတက်နိုင်သေး၍သူနဲ့ကျွန်တော်ညှိနှိုင်းကြည့်ချင်သေးတယ်ချစ်လေကျွန်တော်သူ့လက်ကိုစုပ်ကန်လိုက်တဲ့အခါပလတ်စတာကတ်ထားတဲ့တံရံတစ်ခုကိုစမ်းမိလိုက်ပါတယ်ဒါဘလို့ဖြစ်တာလဲချစ်လေဒါအထီးအောင်ပေါ့ကိုရဲ့တိတ်ပြီးစိတ်ညစ်ဖို့ကောင်းတာပဲသိလားအိမ်မှာမမေကလည်းနေမကောင်းအိမ်ပေါ်ကောင်မလေးကလည်းတောပြန်သွားတော့မိဖို့ကြောင့်လည်းဝင်ရတာပေါ့ဒီအလုပ်တွေမိတသက်နဲ့တကူမှလှုပ်ဖူးတာမှမဟုတ်တာကြက်တော်လဲနှွာရောဓာတ်ထီရောအားနဲ့စိတ်ညစ်ပြီးတော့ဆိုင်ရဟင်းတွေပဲသွားဝယ်လိုက်တယ်အေးရောချစ်လေးကအိမ်မှုကိစ္စတွေကိုစိတ်မဝင်စားဘူးပေါ့ပေါ့အဲ့ဒါတွေကိုယ်တိုင်မလုပ်နိုင်ရင်တောင်စီမံခန့်ခွဲတာမျိုး management တော့လုပ်ပေးတယ်လို့မချင်ဘူးလားဒါမှငွေရိုပေါက်မရှိမှာပေါ့မိအဲ့ဒါတွေနားမလဲပါဘူးကိုယ်ပတ်စံတောင်ဘလောက်ရှိလို့ဘလောက်သုံးမိမှန်းသိရမဟုတ်ဘူးစိတ်ရှိုးလို့အတွက်ကိုမတွက်ဘူးကျွန်တော်ချစ်သူကအတန်းနဲ့မလိုက်အောင်ခလေးဆန်လွန်းသူအရာပေါ်ပြပြနိုင်လွန်းသူဖြစ်တယ်အဲ့ဒါလေးတွေကသမီးစားဘဝမှာသာပျော်မွေ့စရာဖြစ်တော့လဲအိမ်တော်တဲ့ဘဝမှာတော့အလွန်ကြီးမားတဲ့အနောက်ရှက်တစ်ခုဖြစ်ပါတယ်ကျွန်တော်မကြခင်ပြတ်သားရတော့မယ်ချစ်လေးကိုယ်လက်ထပ်ဖို့စိတ်ကူးထားလားအင်းပေါ့စိတ်ကူးတာပေါ့ကိုကမီးကိုအလိုလိုက်တာပဲမီးခိုင်းရလုပ်ပေးတယ်မီးလိုချင်တာဝယ်ပေးတယ်ကိုနဲ့အတူတူနေရရင်မီးကပျော်ပါလေလက်ထပ်ပြီးရင်မီးကကိုသွားလေရရှောက်လိုက်မယ်မလိုက်ရရင်ကြီးကြမယ်စားတော့ဆိုင်တွေမှာဝင်စားကြမယ်ကဲဘလောက်ပျော်စရာကောင်းလဲသိကြတယ်မင်းနဲ့ကိုနဲ့ဘလို့မှညှိနှိုင်းလို့ရမယ်မထင်တော့ဘူးကိုကပတ်စံသိမ့်မပေါ်ဘူးချက်လေးခုမှအောင်မြင်မှုရဖို့ကြိုးစားတော့မှရှိသေးရဲ့ချက်လေးလိုချင်တာတွေဝယ်မပေးနိုင်ရင်ဘယ်လိုလုပ်မလဲကျွန်တော်ချစ်သူကချက်ချင်းပဲနှက်ခမ်းဆူပြီးတော့စိတ်ကောက်သွားပါတယ်ကိုကယောက်ျားပဲမီးလိုချင်တာရအောင်လို့ဝယ်ပေးရမှာဖြည့်ဆည်းပေးရမှာကိုတာဝန်ပဲကိုစူးစမ်းပေါ့ကိုကအခုကတည်းကကက်စီနဲချင်နေပြီလားတိတ်မုန်းဖို့ကောင်းတာပဲမခေါ်တော့ဘူးကျွန်တော်ချစ်သူကခြေဆောင်ပြီးတော့ထွက်သွားပါတယ်ကျွန်တော်လိုက်မချောဖြစ်ဘူးဒါဟာကျွန်တော်ရဲ့နောက်ဆုံးလမ်းခွဲဖြစ်ပါတယ်ယောက်ျားတစ်ယောက်အိမ်အောင်ပြုတယ်ဆိုတာကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့မိန်းမတစ်ယောက်ကိုစိတ်တိုင်းကျတွက်ချက်ပြီးတော့ရွေးချယ်လိုက်ခြင်းဖြစ်တယ်။မိန်းမတစ်ယောက်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ကိုယ့်ဘဝကိုစည်ခြင်းမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒါကယောက်ျားတစ်ယောက်ရဲ့အတ္တလို့ဆိုကြလဲဆိုနိုင်ပါတယ်။ကျွန်တော်မှာအင်မတန်ကလေးဆန်တဲ့ချစ်သူလေးအပြင်ကျွန်တော်အပေါ်ကိုအမြဲဆရာကြီးလုပ်ပြီးတော့သူ့ကိုယ်သူအလွန်အထင်ကြီးတဲ့ခက်ချက်ချစ်သူတစ်ယောက်လည်းရှိနေပါသေးတယ်။သူမကိုလက်ထပ်လိုက်ခြင်းဖြင့်ကျွန်တော်ရဲ့အတ္တတွေသိဆုံးသွားနိုင်တာသိကြတော့လဲကျွန်တော်လိုအပ်ချက်တွေအတွက်စူးစမ်းညှိနှိုင်းကြည့်ကြသေးတယ်။ကျွန်တော်တို့ချိန်ဆိုပြီးတော့တွေ့ဆုံကြတဲ့နေ့မှာသူမကအချိန်တိကျစွာရောက်လာခဲ့တော့လဲကျွန်တော်ကတော့ကျွန်တော်ရဲ့အကျင့်တိုင်းပဲနိုင်ဝဲလောက်နောက်ကျပြီးတော့မှရောက်လာခဲ့ပါတယ်။အဲဒီအခါမှာသူမစကကြီးစကကြတွေနဲ့ကျွန်တော်ကိုစတင်ပြစ်ပေါက်လိုက်တာကတော့ထုံးစံအတိုင်းနောက်ကျတာပဲနော်။အောင်မြင်တဲ့သူတိုင်းကအချိန်ကိုလေးစားကြတယ်။ကိုယ်အချိန်ကိုလေးစားခြင်းကတစ်ဖက်သားကိုအလေးထားရလဲရောက်တယ်။တကယ်လို့အလုံးရှိလို့နောက်ကျမယ်ဆိုရင်လည်းကြိုတင်ပြီးတော့ဖုန်းဆက်အကြောင်းကြားရမယ်။ဒါမှတစ်ဖက်လူကိုလေးစားကြမယ်။တမီးစားမှမဟုတ်ဘူး။တာမန်မိတ်ဆွေတွေလည်းတယောက်ကိုတယောက်ဂယုဆိုင်အလေးထားမှဆက်ဆံရေးကြာရှည်တည်မြဲရလေ။ကျွန်တော်အောင်တက်ဖြစ်သွားပါတယ်ကျွန်တော်အမကိုကျွန်တော်သိတော့လဲအဲ့လိုဆရာလောက်တာကိုတော့ကျွန်တော်မကြိုက်ဘူးကျွန်တော်ကလွတ်လပ်မှုကိုလိုလားသူဖြစ်တယ်ကျွန်တော်စိတ်ကိုကျွန်တော်ပဲပိုင်နေချုပ်ချယ်မှုကိုခါးသီးတယ်လာမယ်ပြောပြီးတော့မှစိတ်မပိုင်ရင်မလာဖြစ်တော့တာသွားမယ်ပြောပြီးတော့မှမသွားချင်မသွားတော့တာဂတိပေးပြီးတော့မှပြက်ကွက်တာမတီနိုင်တဲ့စကားတွေကိုခက်လွယ်လွယ်ပြောတတ်တာကျွန်တော်ရဲ့မိုဘိုင်းအချင်းဖြစ်ပါတယ်ဒါကိုသူမဆုံးမစကားပြောတတ်တာမတီနိုင်တဲ့ဂတိကိုခဏခဏမပေးရဘူးကိုရဲ့
အဲ့ဒါလူတန်ဖို့ကြစီတယ်လူမလေးစားဘူးစကားဆိုတာလွယ်လွယ်လေးပြီးရောမပြောရဘူးအဲ့လိုဖြစ်ပါတယ်ပြီးတော့ကျွန်တော်လွတ်လပ်ခွင့်ကိုဆက်လက်ပြီးတော့ပိတ်ပင်သေးတာကကိုကတငယ်ချင်းတွေနဲ့အချိန်ဖြုံးလို့နေအပေါင်းအသင်းတိတ်မြင်တာမကောင်းဘူးနော်အချိန်မရှိအချိန်ရှိအိမ်လဲကျူးတက်သေးရလဲကျွန်မမကြိုက်ပါဘူးကျွန်တော်ချစ်သူကကျွန်တော်ထက်ပိုပြီးတော့ပညာတတ်သူဖြစ်ပြီးတော့ကုမ္ပဏီတစ်ခုမှာယာရုတစ်ခုကောင်းကောင်းလစာကောင်းကောင်းရချသူလည်းဖြစ်သေးရသူမရဲ့ဆရာလုံးမှုတွေကအဆုံးမရှိနိုင်တော့ဘူးကျွန်တော်ချစ်သူရဲ့လှပပုံကမိမဆန်ဆန်နုနုနွဲ့နွဲ့အလှမျိုးမဟုတ်ဘူးသူကိုယ်သူယုံကြည်စိတ်ချတဲ့မျက်လုံးတွေတင်းတင်းစိတ်နေတဲ့နှာခမ်းတွေနဲ့ဝင်စွာပြီးတော့ဖြတ်လက်တဲ့ခြေလမ်းတွေကိုပိုင်ဆိုင်ထားသူဖြစ်တယ်သူ့လှထဲမှာမာနများစွာပါဝင်နေပါတယ်သူမကကျွန်တော်ထံကဘာမှမတောင်းဆိုခဲ့ဘူးကျွန်တော်လက်ဆောင်တွေကိုညှင်းပယ်ပြီးတော့စားတောက်ဆိုင်တွေမှာပတ်စံလူပြီးတော့ရှင်းတတ်သူကျွန်တော်ကားကိုစီးဖို့ညှင်းဆန်သူအတူတူရှင်တွဲပြီးတော့အလန်းရှောင်ရင်တောင်ကျွန်တော်လက်မောင်းကိုခုန်တွဲရမယ့်အစားတကယ်ကိုရှင်ပေါင်တန်းပြီးတော့ရှောက်တတ်သူဖြစ်ပါတယ်တခါတရံကျွန်တော်ကိုချန်ထားခဲ့ပြီးတော့သူ့ရဲ့ခြေလမ်းတွေကရှေးရောက်တက်နေပါသေးတယ်ကျွန်တော်ကအဖိုးတန်ပစ္စည်းတစ်စုံတစ်ရာဝယ်ပေးချင်ရင်တောင်မှခက်ခါရတောင်းပန်ပြီးတော့ပေးရတယ်ဒါတောင်သူမကကိုရဲ့ကျမသူများပတ်စံမဖြုံးချင်ပါဘူးကျမပတ်စံနဲ့ကျမဝယ်မှာပေါ့နောက်မဝယ်လာပါနဲ့အဲ့လိုမျိုးမာနစကားဆိုတတ်တဲ့အပြင်ကျွန်တော်ပေးတဲ့ပစ္စည်းထက်တန်ဖိုးများတဲ့လက်ဆောင်တစ်ခုခုချက်ချင်းပြန်ပြီးတော့ဝယ်ပေးတတ်ပါတယ်ကျွန်တော်လည်းပတ်သက်ပြီးတော့နည်းနည်းလေးမှအကျွေးတင်ကျင်ပုံမရဘူးအောက်ကျခံကျင်ပုံလည်းမရဘူးမာနကိုသာကိုးကွယ်တတ်သူပါကျွန်တော်ကသူမရှိမှထိုင်လိုက်ပြီးတော့သူမအစ်စ်မှာပေးထားတဲ့အစားအစာတွေကိုစားပြီးဆွေးနွေးမှုကိုအစာပြိုးလိုက်ပါတယ်မေကိုလက်ထပ်ဖို့ဒီစိတ်ကူးထားရလားသူမကတစ်ချက်တွေဝေသွားပြီးတော့လိမ့်နဲ့စွာပြောတာကိုအချိုးတွေပြင်ရင်တော့စိတ်ကူးတဲ့ရင်စိတ်ကူးရမှာပေါ့ကိုဖယားသခင်ကျွန်တော်ဖယားတားလိုက်မိသွားပါတယ်ဒီပွဲကကျွန်တော်ကရွေးချယ်တဲ့ပွဲလားသူကရွေးချယ်နေတဲ့ပွဲလားဇဝေဇဝါဖြစ်ချင်သွားတယ်သူမဆက်ပြောတာကိုကအတ္တကြီးရဲ့ကိုအတွက်ပဲကိုကြည့်တတ်တယ်အဲ့လိုမျိုးအကျင့်ရှိရဲ့အဲ့ဒီအကျင့်ကိုပြင်ပေါ့အဲ့ဒါဆိုရင်တော့အားလုံးအဆင်ပြေသွားမှာပါကိုကျမချစ်တာပဲကျမတို့လက်ထပ်ဖြစ်မှာပါမဟုတ်သေးဘူးမေကိုကရွေးချယ်နေတာပါကိုအတ္တရွေးချယ်နေတာပါကိုပုံသွင်းပြုပြင်ဖို့မင်းမစူးစမ်းတဲ့ဘူးလက်ထပ်ပြီးရင်အလုပ်ထွက်ဖို့တော့ကိုအတင်းချက်မတိုက်တွန်းရအောင်နော်ကျမဘဝကိုအိမ်မှုကိစ္စတစ်ခုတည်းပဲသိရဲ့နလဘိန်းလုံးအိမ်ရှင်မဘဝနဲ့အစုံမသက်နိုင်ဘူးယောက်ျားအချိန်နဲ့အများကြီးပေးပြီးတော့စီးပွားရေးလုံးပန်းနေတာကိုဘယ်အချိန်ပြန်လာမလဲဆိုပြီးတော့တမျောမျောဖြစ်နေရမယ်အိမ်ရှင်မဘဝကိုမလို့ချင်ဘူးကျမတို့ဒိုးတူပေါင်ဘက်စီးပွားရှာကြတာပေါ့ကိုစီးပွားရေးကိစ္စတွေအဆင်မပြေရင်တောင်မှကျမမှာတစ်ဖက်တစ်လမ်းအကြံစီရှိနေတဲ့တော့သေးရပေါ့ကိုကျမရှာကျွေးမှာပေါ့ကျမလေယောက်ျားစီကနေပြီးတော့လက်ဖြန့်တောင်းရတဲ့ခက်ညံ့ညံ့မိန်းမမျိုးတော့မဖြစ်ချင်ဘူးကိုရဲ့ပွဲသိမ်းဖို့အချိန်တန်ပြီသူမရဲ့စကားတွေကိုကျွန်တော်ကအဆုံးဖြတ်ချက်ကိုခိုင်မာသွားစေတာဖြစ်တယ်။အဲဒီနေ့ကလမ်းခွဲကြတဲ့အခါသူမရဲ့ style အတိုင်းကောင်းတစ်ဆက်ဆက်ပြုံးပြီးတော့ခြေလမ်းကျဲနဲ့ထွက်ခွာသွားတယ်။နှုတ်ဆက်လက်ပြဖို့စိတ်ကူးမရဘူး။နောက်ကိုတမင်လည်းပြန်လှည့်ပြီးတော့ရှက်ပြုံးလေးပြုံးလိုက်ဖို့စိတ်ကူးရှိပုံမရဘူး။ဒီနေ့ကကျွန်တော်ရဲ့နောက်ဆုံးလမ်းခွဲဆိုတာသူမမကြခင်သိလိမ့်မယ်။သူမလိုမိန်းမမျိုးကိုကျွန်တော်ဘယ်တော့မှလက်မထပ်ဘူး။ယောက်ျားရဲ့စိတ်တော်ကိုသူမသိသွားပုံမရဘူး။ယောက်ျားဆိုတာကိုအတ္တကိုရှင်တန်ခွင့်မပေးတဲ့မိန်းမတစ်ယောက်ကိုဘယ်တော့မှလက်ထပ်ဖို့ရွေးချယ်မှာမဟုတ်ဘူး။ယောက်ျားတစ်ယောက်အိမ်အောင်ပြုခြင်းဟာအရှင်သခင်နေရာကိုလိုချင်လို့သာဖြစ်ပြီးတော့မိန်းမတစ်ယောက်ကိုအရှင်သခင်တင်မြှောက်ဖို့ဘယ်တော့မှလက်ထပ်မှာမဟုတ်ပါဘူး။ကျွန်တော်ချစ်သူတွေနဲ့လမ်းခွဲပြီးတဲ့နောက်မှာအင်မတန်အစိတ်ကင်းပြီးတော့တီးခန့်ရှောင်ရဲတတ်တဲ့ခေယူမိန်းမတစ်ယောက်ကိုကျွန်တော်စားတွေ့ခဲ့တယ်။အဲ့ဒီမိမရဲ့လက်ချောင်းလေးကကျွန်တော်ပထမချစ်သူလေးရဲ့စိတ်ကူးရင်လက်ချောင်းလေးတွေလိုလှပခြင်းမရှိဘူးအနှဲငယ်တုတ်ခိုင်တဲ့လက်ချောင်းလေးတွေရဲ့ထိပ်မှာဖြူစင်တဲ့လက်သေးတွေတိတိပပတသက်ရရှိတယ်အဲ့ဒီမိမမှာပြောပါလောက်တဲ့အလှတရားမရှိရလဲသိကြတယ်လက်သေးရှိမထားလက်သေးနေမဆိုအင်ချီပုံရိုးရိုးတွေကိုသာဝတ်ဆင်တတ်တဲ့အဲ့ဒီမိမစိတ်ကူးရင်ချင်းတဲ့ဘက်ကိုအာမတန်ကိုခက်ထထန်းနဲ့ဆရာလောက်ရအောင်လဲအသိပညာမကျွဲဘူးအလုံးနဲ့လက်နဲ့မပြတ်အောင်လုပ်နေဖို့သာစိတ်ကူးတန်လို့ဖြစ်တယ်ကျွန်တော်အကြိုက်ဆုံးကတော့သူမကျွမ်းကျင်တဲ့အလုပ်တွေကအိမ်မှုကိစ္စအလုပ်တွေဖြစ်နေခြင်းမှာ
မိမဆိုတာမိမအလုပ်ကိုပဲလုပ်ရမယ်ခုံမင်ရမယ်ကျွန်တော်တို့ကအဲ့လိုခံယူပါတယ်ကျွန်တော်လည်းနောက်ဆုံးဆင်းနေတဲ့သူမကိုလေးလာပြီးတဲ့နောက်မှာလက်ထက်ခွင့်တောင်းတဲ့အခါသူမရှမ်းရွံ့စွာနဲ့ချစ်အားစွာမဝင့်မရဲတုတ်ပြန်ခဲ့တာအခုကျမကိုလက်ထက်ချင်နေဆိုတာကျမဖြင့်မယုံနိုင်အောင်ပဲကျမလှလည်းမလှဘူးပညာလည်းမတတ်ဘူးချမ်းလည်းမချမ်းသာဘူးလေကျွန်တော်အတိတ်ပဲပြေးဝစွာပြုံးပြီးတော့တုံ့ပြန်ခဲ့တာကတော့မင်းမှာမိန်းမတစ်ယောက်မှရှိတဲ့အရေးချင်းတွေရှိနေရပဲမိန်းမဆိုတာတိတ်ပြီးတော့မြင့်မြတ်နေဖို့မလိုဘူးကိုယ့်ယောက်ျားရဲ့လိုအပ်ချက်တွေကိုအမြဲအရေးကြီးပြီးတော့ဖြည့်ဆည်းပေးနိုင်ဖို့ပဲလိုတယ်မင်းမှာအဲ့ဒီအရေးချင်းတွေရှိနေရမလားအဲ့ဒါဆိုငါအတွက်လုံလောက်ပြီကျေးဇူးတင်ပါတယ်အကိုကျမအိမ်ရှင်မနေရာနေပြီးတော့အိမ်ဦးနဲ့အတွက်အမြဲဖြည့်ဆည်းပေးပါမယ်ကျမဘဝရဲ့အရှင်သခင်ကအကိုပါပဲအဲဒီနောက်မှာတော့ကျွန်တော်ရဲ့ရွေးချယ်မှုမှန်ကန်တယ်ဆိုတာဘယ်သူမှမငြင်းနိုင်ခဲ့ဘူး။သူမကပစ္စည်းအသစ်အဆန်းဒီဇိုင်းအသစ်အဆန်းအဝတ်စားတွေပေါ်တိုင်းမှာဝယ်တတ်ဖို့စိတ်ကူးမရှိခဲ့ဘူး။ချွေတာခြင်းဖြင့်မိဖို့ကြောင့်ကိုနိုင်အောင်ထိန်းခဲ့ပါတယ်။ကျွန်တော်အိမ်ပြန်နောက်ကျခြင်းဂတိပြက်ခြင်းအပေါင်းအသင်းတွေနဲ့အလဲကျူးမှုတွေသူမကိုခြံထားရပြီးတော့တကူတဲ့လွတ်လပ်စွာသွားလာခြင်းတွေအတွက်ရန်လိုစကားတွေလည်းမပြောတတ်ဘူး။သူမတောင်ဝင်မှာကျွန်တော်အလုပ်ကပြန်လာတဲ့အခါစားတောက်ဖို့စားတောက်ဖွယ်ရာတွေစီစဉ်ခြင်းအဝတ်အစားတွေအစင်သစ်ဖြစ်စေခြင်းကျွန်တော်တို့ရဲ့အိမ်ကေဟာကိုအမြဲတရက်တောင့်ပြောင်နေအောင်မွမ်းမံခြင်းဇနီးပါမတင့်တယ်တဲ့အိတ်ခံပွဲတွေကိုလိုက်ပါခြင်းစတာတို့တာဖြစ်ပါတယ်။သူမကကျွန်တော်ရဲ့အတ္တကိုရှင်တန်ခွင့်ပေးခဲ့တယ်။ကျွန်တော်လိုအပ်ချက်ကိုဖြည့်ဆည်းပေးတတ်တယ်။ကျွန်တော်ကိုအရှင်သခင်နေရာမှာထားပြီးတော့ခြေတုပ်ပစိုးမွေဆွဲကျိုးဘဝမှာနေပြောခဲ့တယ်။အတ္တကြီးရဲ့ယောက်ျားတစ်ယောက်အတွက်ကျွန်နဲ့တူတဲ့ဇနီးမယားကိုရခဲ့ခြင်းဟာကံကောင်းခြင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အခုချိန်မှာတော့ကျွန်တော်ဘဝကပြည့်စုံမှုတွေနဲ့အတိပီးလေးရရှိပါတယ်။ကျွန်တော်နဘေးမှာကျွန်တော်ကိုအရေးတကြီးအလိုက်သိတတ်တဲ့ဇနီးတစ်ယောက်နဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရှိနေပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သာမကဘာသာရေးကိုင်းဆိုင်ပြီးတော့အလူအတန်းရှက်ရောသောဂုဏ်တည်ရှိပုဂ္ဂိုလ်တစ်ယောက်အဖြစ်လူအများရဲ့လေးစားမှုကိုရခဲ့တယ်။သို့တော့အသက်40ဆွန်းအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ရဲ့အိမ်ပြင်ပတာယာရင်မှုစရာတွေကများလာတယ်။အဲဒီအချိန်မှာကျွန်တော်အသက်တစ်ဖန်ပြန်လည်ပြီးတော့တောင်းတမိရဲ့အရာကတာယာကြည်မွေ့ွယ်ချစ်ချင်းတစ်ခုကိုဖြစ်ပါတယ်။အဲဒီချစ်ချင်းမှာလက်တွေ့ကြမှုတွေမပါဝင်ရစီးရီပေါင်းတွေမရှိစေရချစ်ချင်းသက်သက်ဖြစ်ပြီးတော့ဘလို့အရာမျိုးကိုမှရောနှောပါဝင်ခြင်းမရှိစေရတာဝန်ကင်းပြီးတော့လွတ်လပ်ရင်မိုးပွဲချက်ချင်းတစ်ခုသာလဲကျွန်တော်စိတ်အစာပြေပြီလို့ယုံကြည်ခဲ့တယ်။အဲဒီနောက်မှာတော့သူမကိုကျွန်တော်စတင်ပြီးတော့တွေ့ရှိခဲ့တယ်။ဆွဲဆောင်မှုအတီးပြီးတဲ့လှပခြင်းနဲ့သူမထံမှာအပြည့်ရှိနေခဲ့ပါတယ်။ကျွန်တော်နဲ့အတူရှင်တွဲနေထိုင်တဲ့မိမထံမှာမရှိတဲ့အရာတွေသူမထံမှာရှိနေခဲ့တယ်။အိမ်မှုကိစ္စတွေနဲ့နှပန်းလုံးနေတဲ့ဝမ်ပိုက်ပုံပုံဆူပြီးတော့ခါတုပ်စားပြိုတဲ့ကလေးတစ်ယောက်မိခင်ကျွန်တော်ဇနီးချန်ကမရနိုင်တဲ့တာယာမှုကျင်းနှံမှုတွေကိုကျွန်တော်ရရှိခဲ့တယ်။ဘလောက်ကျင်းနှံစရာကောင်းလိုက်တယ်လေ။ယောက်ျားတစ်ယောက်ရဲ့ဘဝမှာစီးစနစ်ကြတဲ့လူမြင်တင့်တယ်တဲ့မိသားစုဘဝတစ်ခုနဲ့အတူစိတ်ကူးရင်ဆန်တဲ့အနှောင်ဖွဲ့မဲ့တဲ့ချစ်ချင်းတစ်ခုကိုရှင်တွဲပိုင်ဆိုင်ခွင့်ရထားတာလောက်ကံကောင်းတာမရှိဘူးထင်တယ်။ကျွန်တော်ကိုမြက်ကန်တက်စီမကြောက်အယူအမှုတွင်နေတဲ့မိမငယ်အတွက်အိမ်ပြင်ပမှာရှိရဲ့ကျွန်တော်အချိန်တွေကနေအချိန်တချို့ကိုကြည်ပြူစွာနဲ့ပေးခဲ့တယ်။ကျွန်တော်ဇနီးရဲ့အစိတ်ကင်းမှုကကျွန်တော်ကိုအနှောင့်အယှက်ပေးလိမ့်မှာမဟုတ်ဘူး။သို့တော့ဒီနေ့မှာတော့ကျွန်တော်ဖိုင်တွေကြားမိမငယ်လေးရဲ့ဓာတ်ပုံနဲ့စာတစ်စောင်ကိုကျွန်တော်ဇနီးတွေ့မြင်သွားတယ်။အဲဒီအတွက်သူမကျွန်တော်ကိုရန်တွေ့လိမ့်မှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်ထားတယ်။သူမဓာတ်ပုံနဲ့စာတွေကိုတဆက်ဆက်တုံနဲ့လက်ချောင်းတွေနဲ့ကင်ထားရင်ကျွန်တော်ကိုမေးခဲ့တာအကို तू ကဘာတူလဲရုတ်တရက်တော့ကျွန်တော်ဘာဖြစ်ရမလဲမသိဘူးလိပ်ပြမလုံနိုင်ခြင်းတစ်ခုကကျွန်တော်ကိုကြီးစိုးပြီးတော့ချဲ့လဲနေပါတယ်လောကမှာအမားလို့သူကလိပ်ပြမလုံဖြစ်ရစမြဲဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်သမီးလေးကကျွန်တော်စီကိုလက်ဆန့်တန်းပြီးတော့ပြေးဝင်လာခဲ့တယ်ကျွန်တော်ကသမီးကိုစီးကြိုပြီးတော့ပွေးဖက်ထားလိုက်ရင်းနဲ့မင်းစိတ်အေးနေပါကိုသူ့ကိုဘယ်တော့မှလက်မထက်ပါဘူးဒါကကိုရဲ့အတ္တအတွက်လည်းဖြစ်ပါတယ်လို့ကျွန်တော်ကစိတ်အတွင်းကနေပြီးတော့တီးတိုးပြောလိုက်ပါတယ်မိမငယ်လေးတယောက်အတွက်ကျွန်တော်ပေးနိုင်တာကတာယာမှုနဲ့ရှင်တွဲသောစိတ်ကူးရင်မှုတွေသာပြည့်နေတဲ့အချစ်ချင်းတစ်ခုဖြစ်တယ်။အဲ့ဒီချစ်ချင်းအတွက်ကျွန်တော်မိသားစုဘဝတစ်ခုနဲ့ကျွန်တော်ဂုဏ်သိက္ခာကိုတော့လဲစတီးမှာမဟုတ်ဘူး။သူ့ကိုကျမတို့ကုမ္ပဏီရဲ့အခန့်ပွဲမှာစတင်တွေ့ရှိခြင်းဖြစ်တယ်။
ကျမဘဝမှာသူ့လောက်ကျမအပေါ်ကျန်တာအလိုက်သိတတ်သောအနန္တခံတတ်သောယောက်ျားမျိုးမတွေ့ခဲ့ဘူးကျမကိုကြည့်ရဲ့သူ့ရဲ့မျက်ဝန်းညညိုတွေထဲမှာစွဲငင်အားတစ်မျိုးရှိနေတယ်လို့ထင်ရလောက်အောင်ကျမတို့မျက်ဝန်းချင်းလွှဲပြစ်မရအောင်ညှိထွေခဲ့တယ်သူကရဲတင်းစွာပဲကျမတယောက်တည်းထိုင်နေတဲ့စပွဲမှာဝင်ထိုင်ပြီးတော့ကျမရှိကမဖောက်ရသေးတဲ့အေးဘူးကိုဖောက်ပေးခြင်းဖြင့်အမတ်တရားရှိမှုလေးတစ်ခုကိုပေးခဲ့တယ်ကလေးသိချမ်းနေလားအေးတောက်လို့ဖြစ်ပါမလားရပါတယ်ကျမကပြန်ပြေတာကိုသူကပြုံးပြီးတော့ကြည့်နေပါတယ်အဲ့ဒါကသူ့ရဲ့ပထမဦးဆုံးတိုက်စစ်တစ်ခုဖြစ်ပါတယ်အဲဒီနောက်တော့ကျမထံကိုမကြာခဏဖုန်းဆက်ခြင်းရုံးစင်းချိန်မှာလာကြိုရင်းနဲ့စားတောက်ဆိုင်မှာထိုင်ခြင်းရင်းနှီးကြည်စဲတဲ့စကားတွေကိုပြောခြင်းကျမကိုအနွန်တာခံပြီးတော့ဂရုစိုက်ခြင်းနဲ့ကျမထံမှာတွေ့တာမှုကိုအမိရပိုင်ဆိုင်သွားခဲ့တယ်တကယ်တော့အဲ့ဒါကကျမရဲ့လိုအပ်ချက်ကိုဖြည့်တဲ့အောင်နဲ့သူ့အတွက်တာယာမှုရဖို့ကြိုးစားခြင်းဆိုတာကျမမယိမ့်မယူအကြောင်းစုံကိုကျမသိခဲ့ရတဲ့အချိန်မှာအလွန်တရာနောက်ကျခဲ့ပြီဖြစ်တယ်။အဲ့ဒီအချိန်မှာကျမကသူ့ရဲ့ချင်းဆိုပြီးတော့မှပြက်ကွက်ခြင်းနဲ့ကျမအပေါ်ဥပိ္ပခာပြုခြင်းတွေအတွက်မခံကြီးမခံသာမျောမောရတဲ့အချိန်ကျမတစ်ခုလုံးစိတ်တစ်ခုလုံးသူ့ထံမှာကြာရှုံးနေတဲ့အချိန်ဖြစ်တယ်။ပြန်နှုတ်ယူလို့မရတော့ယူမိုက်စွာသောချက်ချင်းတွေနဲ့ကျမသူ့ကိုစူးစူးနဲ့ချစ်ခဲမိပြီဖြစ်တယ်။အဲ့ဒီအခါကျမကငိုကြွေးခြင်းနဲ့ကျမစိတ်ကိုထွက်ပေါက်ရှာခဲ့တယ်။သူကတော့စကားလှအောင်ပြောတတ်တဲ့သူ့အကျင့်အတိုင်းကျမကိုနှိမ့်သိမ့်ခဲ့တာကဘာဝမ်းနဲ့စရာရှိလို့လဲကွာလောကမှာချက်ချင်းနဲ့လက်ထက်ချင်းဆိုတာအမြဲထပ်တူညီနေတာမှမဟုတ်တာဒီအတွက်ဒါဝမ်းနဲ့နေမယ်ဆိုရင်လေကဘာပေါ်မှာမျက်ရည်တွေကအိုင်ထွန်းကုန်တော့မှာပေါ့ကိုကလေးကိုတိတ်ချစ်တယ်ဆိုတာကလေးယုံနော်အဲ့ဒီအတွက်ကလေးကျင်းနေနေရမယ်ကိုသူ့ကိုမချစ်ခဲ့ပါဘူးအခုချိန်မှာကိုချစ်ကကလေးစီမှာပဲရှိတယ်သူကအဲ့ဒီစကားမျိုးနဲ့ကျမကိုနှိမ့်သိမ့်စေခဲ့တယ်တကယ်တော့ကျမသူ့ထံမှာလိုချင်တာကဒီလိုလက်တွေ့မကျတဲ့ချစ်ချင်းမျိုးမဟုတ်ဘူးတကယ်တော့သူ့ရဲ့အချစ်ဆိုတာတွေ့တုံးတွေ့ကြိုက်တာယာယုံတက်တက်ချစ်ချင်းမျိုးသာဖြစ်တယ်ဒီအပြင်နှောင်ဖွဲမှုဆိုတာမရှိဘူးကျမနေရေးထိုင်ရေးကျမ်းမာရေးအတွက်ပူပန်မှုမရှိဘူးဖုန်းဆက်ပြီးတော့အရေးတယူလုပ်ရမှန်းလည်းမသိဘူးတဝင်းတူမှုချုပ်ချယ်မှုလည်းမရှိနှွေးထွေးမှုဆိုတာဘယ်မှရှာမရတဲ့တာယာမှုတက်တက်ချစ်ချင်းနဲ့သူကျမကိုချစ်ခဲ့တယ်ဆိုတာကျမတဖြည်းဖြည်းသဘောပေါက်လာတဲ့အချိန်မှာသူ့ထံမှာကျမတောင်းဆိုမိတာကကျမတို့ဘယ်တော့လက်ထက်ကြမှာလဲသူကအနှဲငယ်မျက်နှာပြည့်ရွံ့စွာနဲ့ကိုတို့ချစ်နေကြတာပဲဘာလို့သေးလို့လဲလို့တယ်ခိုင်မြဲတဲ့လက်ထက်ချင်းဆိုတာလိုကိုလိုအပ်တယ်မဟုတ်သေးဘူးကလေးဘာနောင်ဖွဲမှမပါတဲ့ဘာအယောင်မှမဆိုးတဲ့တည်တည်တန်းတန်းအချစ်တစ်ခုကိုမင်းတန်ဖို့မထားတတ်ဘူးလားကျမနာကျင်စွာပြုံးလိုက်ပါတယ်သူကဆက်ပြောသေးတယ်အချစ်တက်တက်နဲ့ချစ်တာလောက်ပျော်စရာကောင်းတာမရှိတော့ဘူးလေဘာနောင်ဖွဲမှမရှိဘူးလွတ်လပ်တဲ့တာဝန်ကင်းတယ်အဲ့ဒါကိုမင်းနားမလဲဘူးလားသူရဲ့လှပစွာလှည့်စားမှုတွေကိုကျမသဘောပေါက်ခဲ့တယ်နာကြည့်ခဲ့တယ်သို့တော့သူ့ရဲ့နောင်ကျိုးကရုံထွက်ဖို့မကြိုးစားခဲ့တာကကျမရဲ့မိုင်မဲမှုတစ်ခုသာဖြစ်တယ်မိုင်မဲသည်မိန်းမတွေကချစ်လို့မိုင်မဲကြတယ်အလွန်ခါးသီးဖို့ကောင်းပြီးတော့မှန်ကန်လုံးတဲ့စကားလည်းဖြစ်တယ်ယောက်ျားတွေရဲ့အချက်ကတော့အတ္တတွေနဲ့သာချေမုံပြီးတော့မုံမှန်ထားနိုင်တယ်သူတို့ထံကအချစ်ဆက်ဆိုတာကိုမျှော်လင့်လို့မရနိုင်တာလည်းအသေးချာဆုံးဖြစ်တယ်အဲ့ဒီဆွဆွဲချက်ကိုယောက်ျားတစ်ယောက်ရဲ့အမိခံချစ်ချင်းတစ်ခုကအတီးပြုပေးခဲ့တယ်ယောက်ျားတစ်ယောက်ရဲ့အတ္တကြီးတဲ့ချစ်ချင်းအောက်မှာမိန်းကလေးဘယ်နှယောက်ရဲ့နှလုံးသားတွေစတီးခဲ့ပြီးပြီလဲဆိုတာကျမမမှန်ဆနိုင်ခဲ့ဘူးကျမတိတ်တဆိတ်ချောင်းကြည့်ခဲ့ဖို့တဲ့သူ့ဇနီးရဲ့နှလုံးသားတစ်စုံကတော့တရားကင်းကင်းရှိပါမလားအသေးချာဆုံးကတော့သူနဲ့ပတ်သက်သမျှမိန်းကလေးတွေရဲ့နှလုံးသားတွေအားလုံးတရားမကင်းနိုင်ခြင်းပဲဖြစ်ပါတယ်ဇနီးမယားဆိုတာကလင်ယောက်ျားရဲ့တသွေးတံသမင်းအောက်မှာပြပြဝဲရိုချိုးနှိမ်ချရမယ်ဆိုတာသူနဲ့လက်ထပ်ပြီးတော့မှကျမပို့ပြီးတော့သဘောပေါက်လာခဲ့ရတယ်တကယ်တော့အရှင်သခင်ဆိုတာကတမတ်ကြရမှာမလားလို့ကျမကရိုးရိုးလေးပဲတွေးကြည့်ခဲ့မိပါတယ်အရှင်သခင်ဆိုတာကိုယ်လက်အောက်မှာလူကိုဥပိ္ပခာပြုပြီးထင်ရဆိုင်ဖို့မဟုတ်ဘူးသို့တော့သူကတော့သူရဲ့လွတ်လပ်မှုတွေကိုအချုံနှောင်ကင်းစွာလွတ်လပ်စွာစားသုံးခဲ့တယ်သူအိမ်ပြန်နောက်ကြလဲကျမကိုဂရုစိုက်စရာမလိုဘူးအိမ်မှာထမင်းပြန်မစားလဲတကူတကအကြောင်းကြားစရာမလိုဘူးဒါတည်းမကသည်ရက်အတန်ကြာခီးရှည်ထွက်ချင်သေးရင်လဲကျမကိုချန်ထားဖို့ဝင်လေးတက်သူမဟုတ်ခဲ့ဘူးကျမကသာသူ့ကိုချစ်ရပြီးတော့သူကကျမကိုမချစ်တာသိကြနေတော့လဲကျမကအတီမပြုတ်ချင်သေးဘူးသူနဲ့ပတ်သက်ပြီးတော့လူပုံအလဲမှာဂုဏ်ယူစရာတွေကိုကျမကပိုင်ဆိုင်ထားတယ်သူကကွယ်ရမှာကျမအပေါ်ဘလို့ဆက်ဆံဘလို့ပဲဆက်ဆံ
လူတွေရှိမှတော့ဇနီးမယားအဖြစ်အရေးတယူနေရာပေးတတ်ပါတယ်ယောက်ျားတစ်ယောက်ရဲ့ဇနီးအပေါ်မှာအရေးတယူရှိခြင်းဟာအဲ့ဒီယောက်ျားရဲ့ဂုဏ်သိက္ခာကိုပံ့ပိုးပေးနိုင်တယ်လို့သူကခံယူထားတာဖြစ်တယ်။သို့တော့ဘာပဲဖြစ်ဖြစ်အဲ့ဒီအပြုမှုတွေနဲ့ဇနီးအဖြစ်နေရာရမှုတွေကမိန်းမတစ်ယောက်ကိုအမှန်တကယ်ရှင်မှုပျော်မွေ့စေနိုင်တယ်။အိမ်ထဲမှာအောက်ကျခဲ့ရသမျှနှိမ်ချခဲ့ရသမျှပင်ပန်းခဲ့ရသမျှသူတို့လိုယောက်ျားတွေရဲ့အတ္တကြီးမှုအမျိုးမျိုးကိုတိမ်ကျုံခံခဲ့ရသမျှဒါတစ်ခုတည်းသာဖြည့်သားစရာဖြစ်တယ်။လက်ခံရရှိတဲ့ဖိတ်စာတွေမှာဥပဒုနဲ့ဇနီးဘသူဆိုတာရေးသားထားခြင်းနဲ့အခန့်ပွဲတချို့ကိုသူနဲ့အတူတူရှင်တွဲသွားရခြင်းနဲ့သူ့အတွက်မျက်နှိုးဖွယ်သမီးလေးကိုမွေးဖွားပေးခဲ့ခြင်းကလည်းဂုဏ်ယူခြင်းနဲ့စရာကောင်းတယ်လို့ကျွန်မထင်ခဲ့တယ်။သူကျွန်မကိုမချစ်ခဲ့တော့လဲဘယ်တော့မှမကွာရှင်းနိုင်ဘူးဆိုတာကျွန်မသဘောပေါက်ခဲ့ပြီဖြစ်တယ်။ကိုကွယ်ပြီးတော့တန်ဖိုးထားလို့တဲ့ယောက်ျားတစ်ယောက်အတ္တကိုရှေ့တန်းတင်တဲ့ယောက်ျားတစ်ယောက်ကသူ့ရဲ့ထင်ရဆိုင်မှုတွေကိုအစိတ်ကင်းစွာသိခံပြီးတော့ခြေတုပ်ပစိုးမွေဆွဲကြိုးပမာပြုစုပေးနေတာမိန်းမတစ်ယောက်ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးသူကအိမ်အပြင်ကတာယာမှုနဲ့အိမ်တွင်းတာယာမှုကိုပါခံစားကျင်သူဖြစ်ပါတယ်အလွန်လှပတဲ့မိန်းမငယ်လေးတစ်ယောက်ရဲ့ချက်ပုံနဲ့အတူသူ့ကိုဘလောက်ချစ်ကြောင်းတတိယလွမ်းဆွတ်ကြောင်းမိုင်မဲယူသွတ်စွာချစ်မြတ်နိုးခဲ့မိကြောင်းရေးသားထားတဲ့စာကိုဖတ်ပြီးတော့ကျွန်မကဘဝတူမိန်းကလေးတစ်ယောက်ရဲ့ကိုယ်စားနာကျင်ကြည်ကွဲခဲ့ရတယ်။သူကတော့အဲ့ဒီမိန်းကလေးကိုဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး။နှင်းဖွဲကြားစားပြိုးတဲ့စောင်းညနေခင်းတစ်ခုမှာဝယ်သူရှင်းစားပြိုးတဲ့စူပါမားကတ်တစ်ခုထဲမှာမိန်းမနှစ်ယောက်မျက်နှာချင်းဆိုင်စုံစည်းခဲ့တယ်။အဲ့ဒီမိန်းမနှစ်ယောက်ရဲ့ခြေလမ်းတွေကသူ့အလိုလိုရက်တန့်သွားခဲ့ပြီးတော့တယောက်ကိုတယောက်ငေးကြည့်နေမိပါတယ်။အတန်ကြာတဲ့အခါအသက်ပိုကြီးရဲ့မိန်းမကမိန်းမငယ်လေးရဲ့ပခုံးကိုခပ်ဖွားဆုပ်ကင်ပြီးတော့တီတိုးပြောခဲ့တာကယောက်ျားတစ်ယောက်ရဲ့အချစ်ကလက်တွေ့ကြပြီးတော့အတိပြီးရဲ့မိန်းမတွေရဲ့အချစ်ကတော့စိတ်ကူးရင်မှုတွေနဲ့ပြည့်နေနေတဲ့အပြင်မိုင်မဲယူသွတ်ချင်းတွေလည်းရှိနေတတ်တယ်။ရုတ်တရက်နှင်းဖွဲကြနေတဲ့ကောင်းကင်ကပို့ပြီးတော့မှောင်မိုက်လာပါတော့တယ်။ပရိသတ်များရှင်ဒါကတော့ပုံညာခင်ရေးသားထားတဲ့ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်ဆက်လက်ပြီးတော့လည်းပရိသတ်ကြီးကိုထပ်ပြီးတော့တင်ဆက်ပေးသွားအောင်မှာကတော့ပုံညာခင်ရေးသားထားတဲ့ချစ်သူနဲ့ဈေးဝဲအတူတူရှောက်ချင်းဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။မောင်နဲ့ကျမမျက်နှာချင်းဆိုင်ရမ်းမိကြတယ်။မောင်ကကျမရှိကိုလက်ကမ်းပေးလိုက်တယ်။လာရောင်နဲ့မြင်ရတဲ့မောင်လက်ကလေးတွေကရှည်သွယ်လေးတွေပဲပညာတတ်လက်ဆိုတာဒါမျိုးပဲနေမှာလို့ကြည်ကြည်နက်နက်တွေးမိရင်နဲ့မောင်လက်ဖွားတွေကိုကျမရဲ့လက်ကလေးထည့်ပေးလိုက်တော့မောင်ကခက်ဖွားလေးထွေးဆုပ်လိုက်ပါတယ်။မောင်ရဲ့လက်ဖွားလေးတွေကနှွေးနေတာပဲ။မောင်ရဲ့အထီးထွေးကရင်ထဲထီတောင်မှနှွေးထွေးသွားစေတယ်။ဒါကျမတို့နှစ်ယောက်ရဲ့ပထမဆုံးအချိန်ထီတွေ့မှုပထမဆုံးနှစ်ယောက်တည်းတွေ့ဆုံမှုပါပဲ။မောင်နဲ့ကျမကအင်တာနက်ကနေတဆင့်ရင်းနှီးကျွမ်းဝင်ခဲ့ကြတဲ့သူတွေပါ။မောင်ကစင်ကာပူမှာအလုပ်လုပ်နေတဲ့သူအမြဲတမ်းအလုပ်ဖိစီးမှုတွေနဲ့ပဲရင်ဆိုင်နေရရှာတဲ့မောင်ရဲ့ပတ်ဝန်းကျင်မှာတိုင်ပင်ရင်ဖွင့်စရာဆိုလို့မြန်မာလူမျိုးတငယ်ချင်းရံလို့များဆဆလဲမရှိဘူး။ဒါကြောင့်မောင်ကညဆိုအွန်လိုင်းပေါ်မှာပဲရင်ဖွင့်ပေါ်တငယ်ချင်းရှာရတော့တာပေါ့။ကျမကလည်းညဆိုအပြင်ကိုလက်ရထွက်ဖို့မသင့်တော်တဲ့တက္ကသိုလ်ကနီးပြဆရာမလေးဆိုတော့အင်တာနက်ကိုအပြင်းပြေသုံးရင်းနဲ့အွန်လိုင်းပေါ်မှာမောင်နဲ့စုံတွေ့ခဲ့ကြရပါတယ်။ပထမတော့ဘယ်သူဘယ်ဝါဘာလုပ်တယ်ဘယ်အသက်အရွယ်ဆိုတာအမှန်တိုင်းမပြောပြခဲ့ကြပေမဲ့အပြန်အလှန်ရင်ဖွင့်တိုင်ပင်ကြရင်းနဲ့တယောက်ကိုတယောက်ယုံကြည်လာခဲ့ကြတယ်။တယောက်အကြောင်းတယောက်အမှန်တိုင်းပြောပြခဲ့ကြတယ်။ဓပုံလေးအပြန်အလှန်ပို့ပြကြတယ်။အဲဒီမှာတစ်ဆင့်ဖုန်းပြောပြလူကြုံတဲ့လက်ဆောင်အပြန်အလှန်ပို့ပြပြီးတဲ့နောက်မှာတော့သူကကျမကိုဖုန်းလေးကနေပြီးတော့ချေရေးဆိုလာခဲ့ပါတယ်။ကျမသူ့ကိုဆွဲညှိနေခဲ့ပြီးဖြစ်ပေမဲ့လူချင်းမတွေ့ခင်အဖြေပေးရလောက်တဲ့အထိတော့မမိုင်မဲသေးပါဘူး။သူမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာသူချင်းတဲ့နေရာကိုတယောက်တည်းသွားရတဲ့အထိလဲကျမမမိုင်မဲခဲ့ပါဘူး။သူချင်းတဲ့တိတ်ဆိတ်တဲ့ကော်ဖီဆိုင်လေးကိုကျမတငယ်ချင်းတယောက်ကိုဖော်ခေါ်ပြီးတော့သွားတွေ့ပါတယ်။သူနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့အိမ်ရီရစကားတွေပြောခဲ့ပါတယ်။ကျမရဲ့ရင်ခုန်တဲ့နေကိုဖုံးကွယ်သူဝိုင်းရင်းနဲ့ပေါ့။အဲဒီနောက်မှာသူရဲ့ကျမတို့တငယ်ချင်းနှစ်ယောက်ရဲ့တွဲနဲ့ဟိုဒီရှောက်လဲဖြစ်ခဲ့ကြတယ်။အတူတူတွေးပြကြမှသာသူရဲ့စရိုက်တဘာဝနဲ့စိတ်နေစိတ်ထားကိုအကဲခတ်ခွင့်ရမယ်မလား။သူ့ကိုရှင်ခုံဆွဲညှိပေမဲ့လေသူ့အကြောင်းဘာမှမသိဘဲနဲ့တော့သူ့ကိုချစ်သူတော်ဖို့မဝင်ရဲလာပါဘူး။အဲဒီလိုသွားလာကြရင်လည်းသူ့ကို
ရှင်ကြီးရီမွန်နဲ့ပညာတတ်တစ်ယောက်အဖြစ်အတိမတ်ပြုပြီးတော့ယုံကြည်လာမိတယ်ရှင်ခုံတန်းကလည်းတွန်းအားပေးလုံးလာတဲ့တနေ့မှာတော့ဖုန်းထဲကနေပဲကျမသူ့ကိုချစ်အဖြစ်ပေးခဲ့ပါတယ်ကျမတို့ချစ်သူတွေဖြစ်ကြပြီးတဲ့နောက်မှာတစ်ချိန်ကကျမတို့ရဲ့ချစ်သူပြီးသားစွာနှစ်ယောက်တည်းဒီတစ်ချိန်တွေ့ဆုံမှုပါပဲသူကမနေ့ပြန်ဆိုစင်ကာပူကိုပြန်ရတော့မှဆိုတော့နှစ်ယောက်တည်းတွေ့ရအောင်ဆိုတဲ့သူ့ရဲ့တောင်းဆိုမှုကိုကျမတက်ညာစွာနဲ့လိုက်ခံခဲ့ပါတယ်ဒီညကတစောင်းမုံလာပြညငွေလာရောင်ကထိန်သာဖြာဝေစွာကဘာမီပေါ်ဖြန့်ချက်ထားတယ်။လာရီကြောင်လာမသိဘူး။ကျမတို့တွေးကြတဲ့အခါညာချမ်းချိန်ခါလေးကအိမ်ညတာယာလို့နေပါတယ်။ကဲအခုကျမတို့ဘယ်ကိုသွားမလဲ။လူမြင်တက်တယ်မဲ့နေရာလေးတစ်နေရာကိုမောင်နဲ့လက်ချင်းတွဲပြီးတော့သွားကြတယ်။မောင်နဲ့နှစ်တည်းအတော်ကြာအလံဝေးခဲ့ရတဲ့မောင်သွားတဲ့နေရာလေးကိုအထူးထူးသွားကြဖို့ကျမရွေးချယ်လိုက်မိတယ်။မောင်ကျမတို့ရွှေတကုံဖျားသွားကြမယ်လေ။ဒီညတစောင်းမုံလာပြညဆိုတော့ဖះပေါ်မှာမတိုးတင်ငန်းရှမ်းပြိုင်ပွဲလည်းရှိတယ်။ဖះချီတော်ရင်မှာပွဲစည်းတန်းတွေလည်းရှိတတ်တယ်။ဗမာမုတ်တွေမောင်မစားရတာကြပြီမလား။ပွဲစည်းတန်းမှာဆိုရင်ဗမာမုတ်တွေအစုံရှိတယ်။မောင်စားကြလဲစားမစားချင်ရင်လည်းရှောက်ကြည့်ကြတာပေါ့။ကျမပြောတော့မောင်ကကောင်းငိမ့်နေလာရောင်အောင်မှာကျမတို့နှစ်ယောက်လက်ချင်းတွဲဆုံရင်းနဲ့တစောင်းမုံညလာပြေဝန်းကြီးကိုအတူတူမောကြည့်လိုက်ကြတယ်။ပြီးတော့လာရောင်နဲ့မြင်နေရတဲ့မောင်မျက်နှာကိုကျမလဲကြည့်ပြီးတော့မောင်ကြည့်နေရတဲ့ဆုံသွားတယ်။ကျမမျက်လွှာချတယ်။မောင်ကပြုံးနေ။ကျမမောင်နဲ့လက်ချင်းမြဲမြဲတွဲပြီးတော့ဝဲစီတန်းလေးအတိုင်းအတူတူရှောက်ခဲ့ပါတယ်။ဟာစိတ်ညစ်စရာကြီးလူတွေကလည်းများလိုက်တာ။ဒီကလူတွေကပွဲဆိုဘယ်ပွဲဖြစ်ဖြစ်ဒီလိုပဲစုပြုံပြီးတော့လာပြီးတော့တိုးတက်ကြလားအားရကွာဒါကြောင့်ကိုရုစီမလိုမျိုးမဖွင့်ဖြိုးမတိုးတက်တာပေါ့မောင်ရဲ့နှုတ်ထွက်စကားကြောင့်ကျမမောင်ကိုအော်ချင်းမိတယ်မောင်ကလူချိတ်ချိတ်တိုးနေတဲ့ဖျားဆောင်နှန်းစီကိုလမ်းမြော်ခြင်းနဲ့ပြောလိုက်ကြပါရှုံကြဟန်နေအပြည့်ပါတဲ့ဒီကလူတွေကိုအထင်သေးပြီးတော့ဟိုကလူတွေကိုအထင်ကြီးမှုတွေရှန်ချနေတဲ့မောင်လေးတန်ကိုကျမမနစ်သက်တယ်မဲ့ကျမရဲ့ချစ်သူမို့အဖြစ်တော့မဆိုချင်ပါဘူးဒီမှာပတ်စံမချမ်းသာပေမဲ့အပူပင်ကင်းကင်းပျော်ပျော်ရွှင်ရွှင်နေတဲ့သူတွေများတာကိုမောင်ရဲ့အဲ့ဒီစိတ်ကလေးကချစ်တော့ချစ်စရာပါအဲ့လိုလူမျိုးတွေပေါ့ဘယ်တော့မှမကြီးွားတာမောင်ကပြောလေကဲလေးပါလားကျမတလောက်ပြေးရပြေးချောင်းအကောင်းပြောနေရတောင်မဲကရွဲကနဲ့ရှုံချနေတော့မယ်စောစောကလာရအောင်မှမြင်ခဲ့ရတဲ့ချစ်သူရဲ့အပြုံးမျက်နှာလေးဘယ်စီကိုရောက်သွားပါလဲကျမတို့နှစ်ယောက်ဖះပေါ်မတက်တော့ဘဲနဲ့ဖះချင်ရင်ကပွဲစည်းတန်းလေးအတိုင်းပဲဆက်ပြီးတော့ရှောက်လာခဲ့ပါတယ်လူတွေပြုံတိုးပြီးတော့စားတောက်နေကြတဲ့ခောက်ဆွဲတုပ်ဆိုင်လေးတွေအကျော်ဆိုင်လေးတွေဘက်ကိုရောက်လာတော့မောင်ကပွားစီပြောပြန်နေညစ်ပတ်လိုက်တာခောက်ဆွဲတုပ်နေနေတဲ့ဈေးတဲ့လက်မတန့်ရလားမသိဘူးလက်အိတ်ကလေးတောင်စွတ်မထားဘူးဒါလည်းစားတဲ့သူကစားနေရပဲဒီကလူတွေတဖြည်းဖြည်းအစ်စ်နှိမ့်လာနေတာစိတ်ပြက်စရာပဲဟိုကလူတွေဆိုရင်ဒါမျိုးပဲဝယ်စားမလဲသူ့အရင်နဲ့သူ့ဆက်အဆင်ပြေလို့အလုပ်ဖြစ်နေကြတာပဲမောင်ရဲ့မောင်မစားချင်ရင်လည်းမစားနဲ့လေသူတို့မှရှိရဲ့ပတ်စံနဲ့ဝယ်စားလို့ရတာတွေကကောင်းလို့ရရလေးတွေကိုမမမောစားနေကြတဲ့သူတွေကိုအပြစ်သွားမပြောပါနဲ့ဟိုမှာကြည့်ပါဦးလမ်းဘေးမှာခုံပူလေး3-4လုံးချပြီးတော့ကော်ဖီမစ်ထုတ်လေးတန်းလန်းချိတ်ဆွဲထားတာဒါလားလက်ဖေးဆိုင်ရီးစရာကောင်းလိုက်တာဒီကလူတွေတလောက်တောင်ဆင်းရဲကုန်ပြီလားမောင်ကတွေးသမျှမြင်သမျှလက်ညှိုးထိုးပြီးတော့ကဲရဲ့ရှုံချလာတယ်ဒီကလူတွေဆိုတဲ့စကားကိုတဖွားဖွားပြောပြီးတော့ရှုံချတယ်ဟိုကလူတွေဆိုတာကိုတဖွားဖွားအမွှန်းတင်နေတဲ့မောင်ကိုကြည့်ရင်လည်းအေဂျင့်နဲ့လာရိတ်ကလေးအဝေးကိုပြေးထွက်သွားပြီလားလို့တောင်ထင်လိုက်မိတယ်ကားရီကြက်တော့လဲကြက်ပြန်ပြီဆိုပြီးတော့အမျိုးမျိုးရှုံချပြန်တယ်ကားရီကလည်းအဟောင်းအဆုတ်တွေကြီးပဲဆိုပြီးတော့ကဲရဲပြန်တယ်သူတွဲဆုပ်ထားတဲ့ကျမရဲ့အလက်ဖွားလေးထဲမှာချွေးစည်းတွေစိမ့်ထွက်လာတယ်လာရိတ်ကမအေးတော့သလိုပဲရင်ခုန်တဲ့နေတောင်မှတဖြည်းဖြည်းနှေးကွေးလာသလိုခံစားနေရတယ်ချစ်မောင်အာယုံနေနောက်လာပြီကွာကားငါပြီးတော့ဒီနေရာနဲ့ဝေးရနေရတနေရာစားတော့ဆိုင်ကောင်းကောင်းလေးတစ်ခုမှာသွားစားကြရအောင်နော်သွားလေဘယ်သွားမလဲဆိုတော့မောင်သိပြီမောင်ပြန်ရောက်တဲ့နေ့ကတငယ်ချင်းတွေလိုက်ကျွေးတဲ့ပင်လယ်စာဆိုင်ကအရမ်းမိုက်တယ်အဲ့ဒီကိုပဲသွားလိုက်ရအောင်မောင်ကတက်ကြွပြောပြီးတော့တက္ကစီငှားပါတယ်ကားပေါ်ရောက်တော့သူတို့စီကတက္ကစီတွေဘလို့ကောင်းကြောင်းပြောတယ်ဈေးသိပ်ကြီးကြောင်းတော့မပြောဘူးမောင်ကရခိုင်မုတ်တီနဲ့ပင်လယ်စာတွေရောင်းတဲ့ဆိုင်ရှိမှာကားကိုရက်ခိုင်းလိုက်တယ်ကားပေါ်ဆင်းပြီးတော့ဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာမောင်ပုံစံကခုနနဲ့လုံးဝမတူတော့ဘူးအရန်ကိုတက်ကြွပြီးတော့ရှင်လန်းနေတယ်ဆိုင်ထဲကိုရောက်တော့မောင်ကစပွဲမှာဝင်မထိုင်ပဲကျမလက်ကိုဆွဲပြီးတော့ဆိုင်တောင်းကအုတ်ကန်လေးစီကိုခေါ်သွားတယ်ကျ
ကျမအုတ်ကန်လေးတွေကိုငုံကြည့်လိုက်တော့မလီလှုပ်စီကူးခတ်နေကြတဲ့ပစုံတွေကနန်းတွေဂုံးတွေခယူတွေကဲချစ်ပါစားမလဲကြိုက်တာလည်းမျိုးထိုးမောင်ကတော့မျိုးတူးတဲ့လေတံနဲ့ပြောတယ်ကျမမောင်မျက်နှာကိုငဲကြည့်မိတယ်မောင်ကတော့ကျမမျက်နှာကိုကြည့်မနေပါဘူးအယောင်လက်ထားနေတဲ့မျက်လုံးတွေနဲ့ကန်ရအကောင်တွေကိုဘယ်အကောင်အကြီးဆုံးလဲနှိုင်းရှင်ရွေးချယ်နေရင်နဲ့ချစ်ပြောလေဘာစားမလဲအခါကြီးရက်ကြီးမှာဒီလိုမျိုးမစားရဲပါဘူးမဖြစ်လဲကွာအဆွေရင်ထားစမ်းပါနဲ့စားစမ်းပါဟေးဒီကိုရေပုံးယူခဲ့စမ်းပါမောင်ကကျမကိုပြောရင်းနဲ့စပွဲတိုးလေးကိုလှမ်းခေါ်ပြီးတော့ရေပုံးတောင်းလိုက်တယ်မောင်ဘာလို့မလို့ပါလဲကန်နေကအရှင်လက်တွေကိုလက်ညှိုးထိုးပြရုံနဲ့တောင်မကြိမ်နဲ့သေးဘူးလားမောင်ကစပွဲတိုးလေးလာပြီးတဲ့ရေပုံးကိုလှမ်းယူလိုက်ပြီးတော့ညက်ယူခဲ့အောင်ကွာအဲ့လိုတောင်းပြန်နေဖះကြီးမောင်ဘာလို့မလို့ပါလဲကျမရင်တထိထိနဲ့ကြည်နေမိပါတယ်မောင်ကညက်ကိုယူပြီးတော့ရေပုံးထဲကိုထည့်တယ်ပြီးတော့ရေပုံးကိုကံမောင်ပေါ်ခဏတင်ပြီးတော့သူ့ရဲ့ရှင်ရင်ကြီးလက်ရှိကိုကျဲသီးတွေဖြုတ်ပြီးတော့ဘဲပြန်ညာပြန်ပဲ့တင်လိုက်ပါတယ်အဲဒီနောက်မှာရေပုံးကိုဘဲလက်နဲ့ကင်ညာလက်နဲ့ညက်ကိုအသက်အနေထားကင်ပြီးတော့ရတာတနာကိုစုံမလုံးနဲ့မျက်လုံးတောက်တောက်တွေနဲ့ကန်ထဲကအရှင်လက်ကောင်လေးကိုတကောင်ပြီးတကောင်ညှက်ယူလိုက်ပြီးတော့ရေပုံးထဲကိုဂလုတ်ဂလွန်အသက်နေညီအောင်ပြစ်ထည့်နေပါတယ်ပြီးတော့ရေပုံးထဲကအကောင်လေးကိုအာပါတရားရှိလာတဲ့မျက်လုံးရွယ်ကြီးတွေနဲ့တမတ်တမောစိုက်ကြည့်လိုက်ပြီးတော့မှစပွဲလူလေးလက်ထဲကိုရေပုံးကိုလှမ်းပေးလိုက်ရင်းနဲ့ရော့ပစုံမီးဖုတ်ပြီးတော့တုတ်ကနန်းကိုချင်းစက်လေးလုပ်ခီးကိုတော့တုတ်လိုက်မြန်မြန်လေးလုပ်နော်အဲလိုစားဖို့တောက်ဖို့မန်ဖီအားခဲထားတဲ့အတန်မျိုးနဲ့ပြောလိုက်တယ်ကျမကတော့မုတ်တီတုပ်လေးပဲမှားလိုက်မိတယ်စားတော့ဆရာတွေရောက်လာတော့သူကကနန်းပကံကြီးကိုသူ့ရှေ့တက်မှာယူချပြီးတော့လက်နှစ်ဖက်နဲ့ပဲနဲ့ကင်ပြီးတော့တစ်ခွဖေးစားနေရင်ဒါမျိုးမှမိုက်တာအဲလိုလက်မတစ်ချောင်းထောင်ပြပြီးတော့ပြောလိုက်သေးတယ်ပြီးတော့ကနန်းလက်မတွေကအသားဖက်တစ်ဖက်ကိုထုတ်ယူပြီးတော့ကျမပါဇက်နာမှာလာခွန်းတယ်ချစ်ပါဇက်ဟာဒါလေးစားကြည့်စားကြည့်ပါချစ်ရဲ့လက်ဆက်ဆိုတော့ရမ်းစားလို့ကောင်းတာကျမမစားချင်တာရှင်သာဝအောင်စားပါကျမလေးတန်းကခက်ဆက်ဖြစ်နေတာကိုသူသတိပြုမိရမှတူဘယ်သတိပြုမိပါမလဲစားဖို့တောက်ဖို့ကိစ္စမှာပဲမှုန်နေခဲ့တာကိုကျမသူ့ကိုကြည့်နေရင်းနဲ့အသက်ရှူရေးကြက်လာသလိုခံစားရတယ်ပွဲစည်းတန်းတုန်းကအပြစ်မဲ့တဲ့သူတွေကိုဝေဖန်ပြစ်တင်ရှုံချအထင်သေးနှိမ့်ချနေတဲ့မောင်အတန်မောင်ရဲ့မျက်နှာချောင်းကိုကျမမြင်အောင်ပြီးတော့ကြားရအောင်လာပါတယ်လူတစ်ဖက်သားကိုအဲ့လိုမျိုးအထင်သေးနှိမ်ချပြစ်တင်တတ်တဲ့ယောက်ျားမျိုးကိုကျမမကြိုက်ဘူးဘဝင်မြင့်တတ်တဲ့ယောက်ျားမျိုးကိုကျမမကြိုက်ဘူးကိုလူမျိုးကိုစော်ကားနှိမ်ချတဲ့လူမျိုးကိုကျမမကြိုက်ဘူးအရှင်လက်လက်ကိုမှငန်းငန်းတက်စားကျင်လုံးလို့အငန်းမရအင်ရီပြက်လောက်အောင်ပြာရာခက်နေတဲ့ယောက်ျားမျိုးကိုကျမမကြိုက်ဘူးသူစိတ်သက်သူစရိုက်ကိုသာစောစောစီးစီးတီးခဲ့ရင်တော့သူဟာကျမချစ်သူဖြစ်လာစရာအကြောင်းမရှိပါဘူးယောက်ျားတစ်ယောက်ရဲ့စိတ်ရင်းအမှန်ကိုဖုန်းပြောယုံအွန်လိုင်းပေါ်မှာတွေ့ယုံနှစ်ယောက်ချင်းမဟုတ်ပဲဟိုဒီတွဲသွားတွဲလာလေးလုပ်ယုံနေတော့ဘယ်သိနိုင်ပါမလဲနော်ဒီညသူနဲ့ကျမပွဲစည်းအတူတူရှောင်မိတာကျမကန်ကောင်းသွားတယ်ကျမရှိမှထိုင်ပြီးတော့ကျမကိုဖုတ်လေးတဲ့ငပိရှိတယ်လို့တောင်မှမထင်နဲ့ကနန်းတစ်ကောင်လုံးကိုအခွန်ကြီးပဲကြံအောင်တိုက်ဆုပ်ပြီးတော့ဝါးနေတဲ့သူ့ကိုစိုက်ကြည့်ရင်ပြုံးရင်းနဲ့ပဲကျမမတက်ထားရလိုက်ပြီးတော့လက်ဆက်တဲ့ကနန်းလက်မတစ်ချောင်းကိုအန်သွားနဲ့ကြိတ်ပြီးတော့ကိုက်နေတဲ့သူကကျမကိုမောကြည့်ပါတယ်ချစ်ဘယ်သွားမလို့လဲရှင်နဲ့ဝေးရအောင်ကျမသူ့ကိုကြောခိုင်းပြီးတော့ထွက်လာခဲ့တော့တယ်ကျမတက္ကစီတောင်းနေတဲ့အထိသူကျမနောက်ကိုလိုက်မလာနိုင်သေးဘူးပြည်ရင်နေတဲ့သူ့လက်တွေကိုစီးပြီးတဲ့အချိန်မှာတော့ကျမတက္ကစီပေါ်ရောက်နေလောက်ပြီပေါ့ကျမစိတ်တွေလည်းအခုမှပဲပေါ်ပါပြီးတော့လွတ်လပ်သွားတော့တယ်တငယ်ချင်းတယောက်ကိုလှမ်းခေါ်ပြီးတော့လူချိတ်ချိတ်တွန်းနေတဲ့ဖျားပေါ်ကိုကျမတို့တက်ကြမယ်ဖျားဖူးပြီးရင်တော့လာရအောင်ကပွဲစည်းတန်းလေးမှာအေးလိုလမ်းလျှောက်အောင်မှာဖြစ်ပါတယ်ပရိသတ်များရှင်အခုပရိသတ်ကြီးနားဆင်ကြရတဲ့ဇာတ်လမ်းလေးကဝတ္ထုတိုဇာတ်လမ်းလေးဖြစ်ပါရဲ့ရှင်။ပုံညာခင်ရေးသားထားတဲ့ချစ်သူနဲ့ပွဲစည်းအတူတူရှောက်ခြင်းဆိုတဲ့ဇာတ်လမ်းလေးဝတ္ထုတိုလေးကိုနားဆင်ကြရတာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့နောက်ထပ်ဝတ္ထုတိုလေးတစ်ပုဒ်ကိုထပ်မံလို့တင်ဆက်ပေးပါဦးမယ်။ဒီတစ်ခေါက်မှာတော့မင်းယုံကြည်မှုတွေငါ့ကိုပေးပါဆိုတဲ့ဝတ္ထုဇာတ်လမ်းတိုလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။အတူတူလိုက်ပါပြီးတော့နားဆင်ကြည့်ပေးပါအောင်ရှင်။ကျွန်တော်ကဘယ်တော့မှကိုယုံကြည်မှုမရှိခဲ့ဘူးတဲ့ယောက်ျားတစ်ယောက်ပါအဖြစ်မရှိတဲ့ယောက်ျားတစ်ယောက်လိုပဲဆိုကြပါစို့ကျွန်တော်ဘာပဲလုပ်လို့မအောင်မြင်အစင်မချောတာကြီးပဲကြုံခဲ့ရတဲ့အတွက်ယုံကြည်မှုတွေပါလျက်ပျောက်ဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်မိဘတွေရဲ့တွန်းအားနဲ့ပံ့ပိုးမှုတွေကြောင့်သာဆယ်တန်းအထိတော့တစ်နှစ်တစ်တန်းမှန်မှန်အောင်မြင်ခဲ့ရတဲ့ကျွန်တော်ကအများတကာတွေကြားလေးရှိတဲ့ဆယ်တန်းမှာတော့အများတကာနေတူကြာရှုံးခဲ့ပါတယ်တ
3နှစ်တိဆွဲနေပင်နဲ့ဖြည့်ဆိုပြီးတဲ့နောက်40ကျော်ရုံအမှတ်လေးတွေနဲ့အောင်မြင်ခဲ့ရပြီးတော့အချိန်တန်တော့ဘွယ်လေးတစ်ပွဲရခဲ့ပါတယ်ပညာရေးမှာမထူးချွန်ပေမဲ့မိဘချမ်းသာတော့လဲကိစ္စမရှိပါဘူးလေလို့ဆိုရမှာပေါ့ပညာရေးမထူးချွန်တဲ့သားကိုမိဘတွေကစီးပွားရေးမှာထူးချွန်အောင်နေတောင်မြောက်ပေးဖို့ကြံရွယ်ခဲ့ကြပါတယ်စီးပွားရေးလုပ်ချင်ရင်ပြောသားလိုချင်တဲ့အရင်ကြီးထုတ်ပေးမယ်တဲ့โอเคပေါ့ကျွန်တော်စီးပွားရေးစလုပ်ပါတယ်အဖေဆိုင်ခွေငါးဆိုင်အင်တာနက်ဆိုင်ဂိမ်းဆိုင်ဘီလီယက်ခုံအိုးအစုံပဲဒါပေမဲ့ဘာဖြစ်လို့မှမသိဘူးတခုမှမအောင်မြင်မဲအရင်ပြုတ်လို့တစ်ဆိုင်ပြီးတစ်ဆိုင်ပိတ်ပြလိုက်ရပါတယ်မိဘတွေကလည်းကောက်ချက်ချလိုက်ကြပါတယ်အော်တို့ကစီးပွားရေးအမြင်မရှိရှာဘူးတဲ့အဲဒီလိုမျိုးစီးပွားရေးမှာလောက်သမျှမအောင်မြင်လို့ယုံကြည်မှုပြောင်းခဲ့ရတဲ့ကျွန်တော်ကအခြေရေးမှာအောင်မြင်ခဲ့ရင်နည်းနည်းစိတ်အားတက်ကြွလာလိမ့်မယ်လို့မျှော်လင့်ယုံကြည်ခဲ့မိပါတယ်ဒါပေမဲ့အခြေရေးမှာလည်းမအောင်မြင်ခဲ့ပါဘူးကျွန်တော်ကရုပ်ရည်လည်းမစိုးမိဘလည်းချမ်းသာပညာလည်းလူရန်စီတော့တက်ပါရဲ့နဲ့ဘာကြောင့်မှမသိကျွန်တော်မိန်းကလေးတွေကမကြည့်ပါဘူးကျွန်တော်လိုက်ဖူးတဲ့မိန်းကလေးတွေရဲ့ကောက်ချက်ဆွဲပုံကိုလည်းကြည့်အောင်ရှင်ကဆွဲဆောင်မှုမှမရှိတာပြင်းစရာကြီးအဲ့လိုပြောကြတာဒီတော့ကျွန်တော်ယုံကြည်မှုပြောက်ခဲ့ရလဲအဆန်းတော့မဟုတ်ပါဘူးအများရဲ့အမြင်မှာကျွန်တော်ကခက်ညံ့ညံ့ယောက်ျားပဲဆိုပါတော့ငါလုံရင်ဖြစ်ရမယ်ဆိုတဲ့ယုံကြည်မှုမျိုးရှိရမယ်အစားငါလုံရင်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့စိတ်ကပဲဖိစီးလို့တော့အလို့ဆိုလည်းမလုပ်ရဲကိုချိုက်တဲ့ကောင်မလေးကိုမှရီးစားစကားမပြောရဲအဲ့လိုနဲ့အဖြစ်မရှိတဲ့ယောက်ျားတစ်ယောက်အဖြစ်ယုံကြည်မှုပြောက်ခဲ့ရတာနှစ်များစွာကြာခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်အသက်လူပြိုကြီးစည်းရင်ကိုဝင်လို့ဆဲဆဲအချိန်မှာအဖြစ်မရှိတဲ့ကျွန်တော်အတွက်အဖြစ်ရှိတဲ့မိဘတွေကကျင်ညာဘက်တစ်ယောက်ရှာပေးခဲ့ပါတယ်ရုပ်ရှင်တွေရဲ့အတိုင်းမိဘချင်းရင်းနှီးချစ်ကြည်ဂတိသစ္စာတည်ခဲ့ကြတဲ့အတွက်သားနဲ့သမီးကိုထိမ်းများအကြောင်းပါစေလိုခဲ့ကြတာဖြစ်ပါတယ်မင်းတို့လည်းငယ်တော့တဲ့သူတွေမှမဟုတ်တာတယောက်ကိုတယောက်လိလာကြည့်အောင်ပေါ့မိန်းကလေးရှင်ကမယုံမလွန်ပြောပါတယ်အဲလိုနဲ့ကျွန်တော်လည်းဘဝမှာပထမအဆုံးအနေနဲ့မိန်းကလေးတယောက်နဲ့တရားဝင်တွဲခွင့်ပါမစ်ရလိုက်ပါတယ်မိန်းကလေးနာမည်ကလလန်စောတဲ့သူမကကျွန်တော်သိကြည့်မရဘူးသူ့ကိုယ်သူယောက်ျားလေးလိုပါလို့လမ်းသွားပုံကအစမမတ်ကြောကြောနဲ့ပတ်ဝန်းကျင်ကိုအပေါ်စီးရကြည့်ပြီးတော့သွားတတ်တဲ့သူမျိုးပါဘာမဆိုသူတိသူတက်သူလို့ရင်ဖြစ်ရမယ်ဆိုတဲ့ယုံကြည်မှုလွန်ကဲနေတတ်တဲ့သူမျိုးပါကျွန်တော်ကတငယ်ချင်းတွေကိုပြောမိပါတယ်လတ်လတ်ဆိုတာဘဝင်မြင့်နေကွာတိတ်ကြည့်မရကြတော့တငယ်ချင်းတွေရဲ့အထင်အားကြတော့တမျိုးပါဘဝင်မြင့်တာမဟုတ်ပါဘူးကွာသူ့ကိုယ်သူယုံကြည်မှုရှိတာပါလတ်လတ်ဆိုတာထက်တယ်ကွာကျွန်တော်ကတော့သူမထက်တယ်ဆိုတာလက်မခံပါဘူးဘဝင်မြင့်ပြီးတော့သွေးနှစ်ထင်ရောက်နေတာဆရာကြီးစတိုင်ဖမ်းနေတာလို့ပဲထင်မိပါတယ်သူနဲ့ကျွန်တော်ကလောလောဆယ်မှာမိတ်ဆွေရဲ့အဖြစ်နဲ့ပဲတွဲနေကြတာပါသူမကမိန်းကလေးဆိုပေမဲ့ကျွန်တော်အပေါ်ရှက်တာရှိန်တာမျိုးလည်းမရှိပါဘူးယောက်ျားချင်းဆက်ဆံပြောဆိုသလိုတကယ်ချင်းမိတ်ဆွေလိုတရင်တနည်းတော့ရှိပါတယ်တနေ့တော့သူမနဲ့ကျွန်တော်အလုပ်ကိစ္စတစ်ခုကိုစကားဆက်ပြီးတော့ပြောမိဆိုမိကြပါတယ်လက်ဒီနေ့တောင်းကလာဘတ်သွားစရာရှိရဲ့ကိုဖြိုးလက်ဆိုင်ဖွင့်ဖို့ကိစ္စလေးလုပ်စရာရှိလို့လေကိုဖြိုးမေအိမ်လဲခေါ်ထားတာဒီနေ့တော့လိုက်နိုင်မှာမဟုတ်တော့ဘူးကိုဖြိုးတေချာပြောပြလိုက်နော်လက်လည်းအန်တီစီကိုဖုန်းဆက်လိုက်ပါအောင်မယ်လက်ကဘာဆိုင်ဖွင့်မှာလဲအင်တာနက်ကဖေးဆိုင်လေးပါတောင်းကလာဘတ်မှာဖွင့်မှာလားဟုတ်တယ်ကိုဖြိုးစဉ်းစားအောင်တော့လက်ကျွန်တော်လည်းအဲ့ဒီဘက်မှာဆိုင်ဖွင့်ဖို့တယ်အစင်မပြေဘူးလမ်းတောက်မှာရှိရဲ့မြင်းကြီးတက်ကိုငှားပြီးတော့ဖွင့်ခဲ့ဘူးတယ်ဟုတ်တော့တိုက်ဆိုင်လိုက်တာလက်လေလမ်းတောက်နားမှာပဲဖွင့်မှာနေအောင်ကိုဖြိုးပြောတဲ့တိုက်ကခင်းအောင်တုတ်ထားတဲ့တိုက်လားဟုတ်တယ်လက်ကိုဖြိုးပြောတဲ့ဆိုင်ကန်းပေးမှာခွေငါးဆိုင်ရှိရမလားဟုတ်တယ်လက်ငါးမှာလည်းအဲ့ဒီအခန်းပဲကိုဖြိုးရဲ့ကျွန်တော်သိထားတာကတော့အဲ့ဒီအခန်းလူနေအိမ်အတွက်ပဲငါတော့မှာတဲ့ဆိုင်ကန်းဖွင့်ဖို့ဆိုမငါတော့ဘူးတဲ့ဒါကတော့ကိုဖြိုးရဲ့သူတို့ဘယ်လိုပဲရည်ရွယ်ထားကိုဘက်ကညှိပေးတဲ့အပေါ်မှာမူတည်ပါတယ်လက်ရအောင်ပြောမှာပေါ့ရမှာပါလက်ကမရအောင်ညှိမှာလေသူမပြောပုံကတော်တော်မြင်ကက်စရာပါသိရမလားသူများမရပေမဲ့ငါရရမယ်ဆိုတော့အထင်ကြီးနဲ့ဖြစ်ပါတယ်သူ့ကိုယ်သူယုံကြည်မှုတွေလွန်ကဲနေတာပေါ့ကျွန်တော်လည်းကြည့်ကြသေးတာပေါ့လို့တွေးပြီးတော့မရပါစေနဲ့လို့ဆုတောင်းနေလိုက်တယ်စိတ်ပုတ်တယ်ပဲဆိုအဲ့ဒီအခန်းပိုင်ရှင်အဖိုးကြီးဘလောက်လက်ပေါက်ကတ်တယ်ဆိုတာကျွန်တော်အသိဆုံးပဲသူမဘာသွားပြောမရတော့ပါဘူးလို့ထင်ခဲ့တာပါဒါပေမဲ့သူမကပဲအစွမ်းနေသိပ်ပြီးတော့ထက်နေသလားကဲပဲကောင်းနေရလားတော့မသိပါဘူးသူမအဲ့ဒီအခန်းကိုငှားလို့ရသွားတယ်ပြီးတော့အင်တာနက်ကဖေးဆိုင်လေးဖွင့်လိုက်တာအရှုံးမပေါ်တဲ့အပြင်
ခန်းကနေပြီးတော့နောက်တစ်ခန်းတောင်တိုးချက်သွားနိုင်ပါတယ်။အဲဒီကစပြီးတော့ကျွန်တော်မှမနာလိုစိတ်တွေဖြစ်လာရတာပါ။စဉ်းစားကြည့်လေလူချင်းအတူတူငွေအားချင်းလဲမကွာဟလာပိုင်းနဲ့ကျွန်တော်လောက်တာမအောင်မြင်ပဲသူလောက်တာအောင်မြင်သွားတာဆိုတော့ဘလောက်မခံချင်စရာကောင်းလဲကျွန်တော်ကကိုယုံကြည်ချက်မဲ့နေတယ်ဆိုရင်မဲ့လေသူမကတော့သူမကိုသူမယုံကြည်ချက်ရှိလုံးနေတယ်လေအဲ့ဒီယုံကြည်ချက်တွေပျောက်သွားအောင်ဘလို့ကြံစီရင်ကောင်းမလဲဆိုတော့ညစ်ကြက်အတွေ့တွေကျွန်တော်ကောင်းတဲ့ကိုဝင်လာပါတယ်လက်ကိုကျွန်တော်ဝေဖန်လို့ရမလားမိတ်ဆွေရင်းလို့စိတ်ရင်းနဲ့ဝေဖန်ချင်တာပါရှားပါတယ်ကိုဖြိုးရဲ့ဝေဖန်ခြင်းဆိုတာပြုပြင်မှုရဲ့အစပဲဟာလက်လေကိုယ့်ရဲ့အားနည်းချက်ကိုသိရဲဆိုရင်တော့ပြုပြင်လို့ရတာပေါ့ပြောပါအောင်လက်မှာဘလို့မျိုးမကောင်းတဲ့ဇယိုက်တွေရှိနေလို့လဲမကောင်းတဲ့ဇယိုက်တော့မဟုတ်ပါဘူးလက်ရဲ့ဟုတ်လေလက်ပုံစံတိတ်မမြင့်ဘူးဖြစ်နေတာအဲ့ဒါလေးကျွန်တော်ကမိန်းကလေးတယောက်ရဲ့အားနည်းချက်ကိုစပြီးတော့ကင်လိုက်တာပါမိန်းကလေးဆိုတာဘလောက်ပဲထက်သူတို့အသွင်ပြင်နဲ့ပတ်သက်ရင်တော့ sensitive ဖြစ်တတ်ကြတယ်ငါမလှဘူးငါပုံစံမမိုက်ဘူးဆိုတဲ့အတွေ့မျိုးခိုင်မဝင်သွားပြီဆိုသူတို့အသွင်ပြင်နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုမရှိတော့ဘူးလက်ကမလှတယ်လို့အယုတ်လည်းမဆိုးပါဘူးကြည့်ပြောရှုပြောပေါ့နော်ဒါပေမဲ့အလားပါကိုခင်းမဆိုင်တတ်တဲ့လက်ကမိမပီပီ fashion ကြမဝတ်စားတတ်ဘူးစကားပြောရင်စားတော့ရင်လည်းပဲဘယ်မများပဲပွန့်ပွန့်လင်းလင်းပြောတတ်တာပါလွယ်လွယ်ပဲဆက်ပြောလေကိုဖြိုးရဲ့အားမနာပါနဲ့ပြောစရာရှိတာပြောပါဟောတွေ့လားအမြဲပြတ်သားပြီးတော့ရင်းရင်းနဲ့လေတံနဲ့ပြောတတ်တဲ့သူမအတန်ကမတိမတာတောင်တုံကျင်နေတယ်လက်ဝတ်ထားတဲ့အဝတ်စားတွေကအပေါ်စားတွေမဟုတ်တာကျွန်တော်သိပါတယ်ပြီးတော့လက်ကကိုကားကိုမောင်းသွားနေတဲ့သူပဲဒါပေမဲ့ဘာဖြစ်လို့မှန်းမသိဘူးလက်ပုံစံမမြင့်ဘူးအားမနာတန်းပြောရရင်တောသူမပုံစံမျိုးဖြစ်နေရလေကားနဲ့လက်နဲ့တောင်မှမလိုက်ဖက်တယ်လို့ပဲဘယ်လိုပြောရမလဲဆိုတော့ပတ်စံမရှိရဲ့အစင်မမြင့်တဲ့မိန်းကလေးတယောက်ဘယ်ရဘလို့ပတ်စံနေရလို့ကားဝယ်စီးနေပါလေလို့အများတကအထင်မှားစရာမျိုးဖြစ်နေတော့တာစိတ်မဆိုးနဲ့တော့လက်ကျွန်တော်ကစေတနာနဲ့ပြောတာပါလက်စိတ်မဆိုးပါဘူးစိတ်မဆိုးသာပြောတယ်ရှည်တန်းတောင်မှတုံရင်ပြီးတော့အပ်နေပါတယ်လက်ရယုံကြည်မှုကိုထိသွားပြီဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်လက်ကိုထိုးနှက်စရာဆိုလို့ဒီတစ်ချက်ပဲရှိတော့ဒီတစ်ချက်နဲ့ပဲတဆင့်ပြီးတဆင့်ထိုးနှက်ပြီးတော့နှိပ်ချနေမိတယ်လက်ကအလားပြင်ဆိုင်တွေကိုသွားလေးမရှိတာအလားပြင်ဖို့ဝါသနာမပါတာအချိန်မပေးချင်တာတွေကိုကျွန်တော်သိပါတယ်လက်ကရေမွေးမကြိုက်ဘူးခြေသေးလက်သေးမပြင်းဘူးလိုရှင်မလိမ့်ဘူးအဲဒီတော့ဆောင်းရက်တွေမှာလက်ရက်ခြေထောက်တွေကနည်းနည်းခြောက်ပြီးတော့ခြေသေးလေးတွေသူ့သဘာဝအတိုင်းရှည်ရှည်နေတတ်တယ်အဲ့ဒီအချိန်မျိုးမှာကျွန်တော်ကလက်ရက်ခြေထောက်ကိုငုံကြည့်ရင်းနဲ့လက်လူဆိုတာအသွေးမွေးရအရေးကြီးရဲ့လက်ရက်ကြည်စမ်းလက်ရက်ခြေထောက်တွေကကြီးကန်းခြေထောက်တွေကျနေရပဲခြေထောက်ကြီးပဲကွက်ကြည့်မယ်ဆိုရင်အောက်တန်းစားခြေထောက်လို့ထင်ကြစရာ sorry နော်ကျွန်တော်စေတနာနဲ့ပြောမိတာနည်းနည်းများလွန်သွားလားမသိဘူးရပါတယ်လက်ကခက်အပ်ရီပြီးတော့ထမိန်အောက်မှာထွက်နေတဲ့ခြေထောက်ကိုနောက်ဆုပ်ပြီးတော့ဝှက်လိုက်ပါတယ်လက်နဲ့အတူစားသောက်ဆိုင်တစ်ခုခုမှာအတူတူထိုင်စားတဲ့အခါကျွန်တော်ကလက်စားနေတဲ့ပုံကိုစိတ်မကောင်းသလိုမေးကြည့်လိုက်ရင်းနဲ့လက်ရဲ့ညီးမိတဲ့အခါမှာလက်ကစိုးထိတ်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုမော့ကြည့်တယ်ဘာဖြစ်လို့လဲလက်မှာသူ့ရဲ့အားနည်းချက်တွေနဲ့ပတ်သက်ပြီးတော့စိုက်ကိုဝင်နေပြီဆိုတာကျွန်တော်သိတယ်ကျွန်တော်ပြောမယ့်စကားတွေကိုလက်ကလက်နေတတ်ပြီလေလက်စားတဲ့ပုံစံကပုံစံမကျဘူးဇွန်ခင်းကင်တဲ့လက်ပုံစံအစားပုံစံမကျတာစားပြီးရင်လည်းဇွန်ခင်းကိုဖြေးလျင်မောက်ချင်မောက်လှန်ချင်လှန်ထားသွားတတ်တာပဲကောင်းမလဲပြီးတော့လက်မစားရင်ကောင်းမယ်ထင်တယ်လက်စားနေတာကလေထမင်းစားရင်တစ်ပြက်ပြက်အတန်ထွက်တယ်လေထွက်လို့လားမထွက်ပါဘူးလက်ကကိုမို့လို့သတိမထားမိတာကျွန်တော်ကတော့သတိထားမိနေတယ်ဒီပုံစံမျိုးနဲ့လူကြီးလူကောင်းတွေကြားမှာဘလို့သွားစားမလဲပြီးတော့တခါတလေများဆိုလက်ရနှက်ခမ်းမှာထမင်းလုံးတွေပေနေတတ်သေးတာပါဇက်မှာထမင်းပေနေအောင်စားတတ်တဲ့လူမျိုးတွေကပင်ပန်းကြီးစွာရှာဖွေလောက်ကင်စားတတ်တယ်လို့ကျွန်တော်ဖတ်ဖူးတယ်စိတ်မဆိုးနဲ့တော့လက်ကျွန်တော်ကစေတနာနဲ့ထောက်ပြတာကောင်းစေချင်လို့ပါအဲ့ဒီအားစားလို့လက်ရဲ့ပုံစံကရဲရဲဝံ့ဝံ့မရှိတော့ဘူးထမင်းစားရင်လည်းတတိနဲ့ပြီးတော့ဝလင်အောင်မစားနိုင်ရှာတော့ဘူးအတန်ထွက်မှာစိုးရင်စိတ်ကြီးနဲ့စားရတော့အရသာလဲဘယ်တွေ့နိုင်မှာတော့မလဲတနေ့တော့ကျွန်တော်နောက်တနေ့ကိုကြံပြန်နေသူမနဲ့ကျွန်တော်မျက်နှာချင်းဆိုင်ရက်ပြီးတော့စကားပြောနေတော့မှကျွန်တော်ရဲ့မျက်နှာထားကိုအသက်အောင်ထားရတဲ့မသက်မသာပုံစံမျိုးဖမ်းထားလိုက်တယ်ပြီးတော့နှာခေါင်းကိုမတိမသာပိတ်မျက်နှာလွယ်နဲ့စကားဆက်ပြောနေလိုက်တယ်သူမကကျွန်တော်မူပြက်နေတာကိုသတိထားမိသွားတယ်ခုဖြို့ဘာဖြစ်နေရလဲ
ဟိုလေကျွန်တော်ချက်ချင်းမဖြစ်ဘူးပြောမထက်တဲ့ပုံအားနာနေတဲ့ပုံနဲ့ခေါင်းကြီးကိုနိုင်ဆိုင်ချထားတယ်ပြောလေကိုဖြိုးရဲ့ပြောစရာရှိတာပြောပါကျွန်တော်ပြောမထက်ဘူးလက်ရဲ့အားနာတယ်ကျွန်တော်ဘက်ကအကယ်ဒမီရှော့နဲ့အိုက်တင်ခံပြလိုက်တယ်အားမနာပါနဲ့ကိုဖြိုးရဲ့အချင်းချင်းတွေပဲပြောပါရပါတယ်ဟိုလက်ပါဇက်ကနန်လို့ဟမ်လက်မျက်နှာဖြူဆုပ်သွားပါတယ်တကယ်လားကိုဖြိုးဟုတ်တယ်လက်ကျွန်တော်လည်းပြောမယ်နဲ့အားနာလို့မပြောဘဲနေတာကြာလာပြီဟမ်ဒီနေ့မှနန်တာမဟုတ်ဘူးလားကျွန်တော်အကယ်ဒမီရှော့လေးနဲ့လေးလေးပင်ခေါင်းရမ်းပြမိရင်ကြာပြီလက်ကြာခဲ့ပါပြီလက်ပါဇက်ကအနံ့ဆိုးတယ်သူများတွေကတော့အားနာစိနဲ့ဘယ်ပြောမလဲကျွန်တော်ကတော့တမင်အမုန်းခံပြီးတော့ပြောရတာပါလက်အဲ့လိုမျိုးကတွင်းနဲ့ဆိုးတယ်ဆိုရင်အလုပ်ကိစ္စမှာထိခိုက်လိမ့်မယ်လူတွေနဲ့လက်စကားပြောလို့လက်ရဲ့ပါဇက်ကအမြင်အနံ့ဆိုးနေရဆိုရင်လူတွေကဘာမှပြောမနေတော့ဘဲနဲ့လက်ကိုရှောင်ဖယ်သွားကြလိမ့်မယ်ပြီးတော့ကျွန်တော်စကားမဆက်ပဲနဲ့တက်ပြင်းကြီးကိုချပြလိုက်တယ်လက်ရဲ့မျက်နှာကတော့ပြိုကျတော့မဲ့မိုးလိုပါပဲဘာရှိသေးလို့လဲလက်နာကန့်ရင်ဂျိုင်းချွေးစုံနေတယ်ဖျားရည်လက်ကနောက်ကိုတောင်မှတလန်းဆုပ်ရက်လိုက်တယ်ကျွန်တော်လည်းအမြန်နှုတ်ဆက်ပြီးတော့ထွက်လာခဲ့တော့တယ်နောက်နေ့တွေကစပြီးတော့ကျွန်တော်လက်ကိုသွားချောင်းကြည့်ရင်ကျွန်တော်အကြံအောင်မြင်ပါတယ်လက်ရဲ့ပုံစံကအရင်လိုဝင့်သွားပြီးတော့ confidence ရှိရဲ့ပုံစံမျိုးမဟုတ်တော့ဘူးသူများနဲ့စကားပြောရင်တီရှူးစလေးကိုသူ့ပစံနာမှာကက်ထားပြီးတော့မဝင့်မရဲမပွင့်တပွင့်ပြောတယ်အစာစားရင်လည်းဖြည်းဖြည်းနေနဲ့စိတ်မပါသလိုပဲပါဇက်ကိုလည်းတီရှူးနဲ့ခဏခဏတုပ်တယ်လက်မှာစိုက်ကိုဝင်သွားပြီးသူ့ရဲ့အသွင်ပြန်နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုပြောင်းနေပြီဆိုတာထင်ထင်ရှားရှားမြင်နေရတဲ့အတွက်ကျွန်တော်ကျေနပ်တယ်အဲ့ဒီမိန်းမကိုကျွန်တော်မလိုချင်ဘူးသူယုံကြည်မှုတွေကိုပဲကျွန်တော်လိုချင်ခဲ့တာပါပရိသတ်များရှင်ဒီဝတ္ထုတိုလေးကလည်းပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်ဒီဝတ္ထုတိုလေးရဲ့ခေါင်းစဉ်ကတော့ပုံညာခင်ရေးသားထားတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်မင်းယုံကြည်မှုတွေငှပေးပါဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါရဲ့ရှင်ဝတ္ထုတိုလေးဖြစ်ပေမဲ့လည်းပရိသတ်ကြီးရဲ့ဆီယမပုံညာခင်ရဲ့လက်ရာတွေကတော့တကယ်ကိုနားဆင်လို့ကောင်းနေစေပဲဖြစ်ပါရဲ့ရှင်โอเคဒါဆိုနောက်ထပ်ဝတ္ထုတိုလေးတစ်ပုဒ်ကိုချက်သေးဆက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဒီတစ်ခါမှာတော့တနာလိုက်တာဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ကိုမင်းကိုလက်ထပ်လို့မဖြစ်ဘူးအချောင်းပြချက်ကအားလုံးဒုက္ခရောက်ကုန်လိမ့်မယ်ကိုမှအိမ်အောင်ရှိပြီးသားမို့လို့လားကြံကြီးစီယာကိုဘဝမှာအရင်ကြီးဆုံးပတ်သက်မှုတဲ့သစိမ်းမင်းကလေးဆိုလို့မင်းတယောက်တည်းပဲရှိခဲ့တာပါဒါဆိုကိုမိဘသဘောမတူလို့လားကိုမိဘတွေမှာနှလုံးယောဂါတို့သွေးတိုးယောဂါတို့ရှိနေလို့လားမဟုတ်ပါဘူးကိုအိမ်ကကိုသဘောပါသူတို့မှလည်းဘာယောဂါမှမရှိပါဘူးတောင်မြေကျမ်းမာလို့ပါပဲကိုထက်တောင်မှကျမ်းမာသေးတယ်ကိုကကိုမိဘတွေလောက်တောင်မှကျမ်းမာရေးမကောင်းဘူးဆိုတော့ကို့မှာယောဂါတစ်ခုခုရှိနေလို့လားဥပမာကိုဆက်စေတတ်တဲ့ယောဂါမျိုးပေါ့ဒါမှမဟုတ်ရင်လည်းတိတ်မကြခင်မှာတည်တော့မဲ့ကင်ဆာယောဂါတစ်ခုခုရှိနေလို့လားတော်ပါတော့မင်းမေးခွန်းတွေကိုရက်ပြီးတော့ကို့အေးအေးဆေးဆေးနေခွင့်ပေးပါတော့နှွေးရဲ့မင်းနဲ့လက်ချက်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ကိုလည်းအရန်ခံစားနေရလို့ပါကိုတောင်းပန်ပါတယ်ကိုခွင့်လွတ်ပါကွာကိုမင်းကိုတိတ်ချက်လို့ဒီလိုဆုံးဖြတ်လိုက်ရတာပါကိုကတနာဇက်ဝဲတောင်းပန်ပြီးတော့ညီးထွားနေပါတော့တယ်ကျမကတော့မယုံနိုင်သေးတဲ့မျက်ဝန်းအကြည့်တွေနဲ့ကိုကိုစိုက်ကြည့်နေမိတော့မယ်ကျမနဲ့အတူတူနေချင်ပြီလို့တဖွားဖွားပြောခဲ့တာလဲကိုပဲလက်ထပ်ဖို့အထိရည်ရွယ်ပြီးတော့ချစ်ခဲ့တာလို့ပြောခဲ့တာလဲကိုပါပဲအသေးနှလုံးတွေတဆက်ဆက်တုံတဲ့အထိဆွေးဆွေးခုံအောင်ချစ်ခဲ့တဲ့သူကလည်းကိုပဲဖြစ်ပါတယ်အခုမှရုတ်တရက်သဘောထားပြောင်းသွားတာဆိုတော့ကို့မှာအကြောင်းတစ်ခုခုတော့ရှိမှာပဲကျမကိုအတိပေးလို့မဖြစ်တဲ့အကြောင်းတစ်ခုခုများကို့မှာရှိနေရလားကိုကမိကုန်းတွေကိုရက်ပေးဖို့တောင်းပန်ပေမဲ့ကျမကတော့ထပ်ပြီးတော့မေးချင်နေမိပါတယ်ကိုကျမထပ်ပို့ပြီးတော့ချစ်ရမယ့်သူတွေ့လို့လားယင်မတွေ့ပါဘူးကိုဘဝမှာမင်းတယောက်တည်းကိုချစ်ခဲ့မိတာပါကိုကသစ္စာပြတ်တတ်တဲ့ယောက်ျားမျိုးမဟုတ်ပါဘူးဒါဆိုရှင်ကဘယ်လိုလူစားလဲတယောက်ဆိုတယောက်သစ္စာမပြတ်ချစ်တတ်တယ်ဆိုပြီးတော့အကြောင်းပြချက်ခိုင်ခိုင်လုံလုံမပြပဲကျမကိုထားသွားတော့မယ်ဆိုတာအတိတ်ပဲရှိရလားကျမသူ့ကိုဒေါသဖြစ်မိတယ်ဒါပေမဲ့အဲ့ဒီဒေါသကိုစိုးရိမ်ပူပန်စိတ်တွေကဖုံးသွားတယ်အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်တဲ့ဘာရိယများဒုက္ခဖြစ်စေမှာပါလေဒီမှာကိုဒုက္ခရောက်ကုန်လိမ့်မယ်ဆိုတာဘာလို့ဆိုလိုတာလဲကျမတို့လက်ထက်ရင်ဘယ်သူတွေဒုက္ခရောက်ကုန်မှာမို့လို့လဲရှင်းရှင်းပြောစမ်းပါကိုရောမင်းရော
ကိုရိုမီသားစုမှာပေါက်ဖွားလာမဲ့သားသမီးတွေရောဒုက္ခရောက်ကုန်မှစိုးလို့ပါကွာသူ့စကားတွေကကျမကိုအတွေ့အများကြီးပေးလိုက်တယ်သူ့မျက်နှာလေးကညှိုးလျော်နေပုံကလည်းတနာစပွဲပါပဲနောက်ဆုံးတော့ကျမမှာသူ့ကိုဒေါသထွက်ရမယ့်အစားတနာပဲတနာနေမိပါတော့တယ်တကယ်တော့ကျမတို့ရဲ့ချစ်ခီလေးမှာဘာနောက်ရှက်မှမရှိခဲ့တာအမှန်ပါသူရောကျမရောအလောက်အကင်ကိုစီနဲ့အရွယ်ရောက်ပြီးကြတဲ့သူတွေဖြစ်တယ်ကျမတို့နှစ်ယောက်ရဲ့ပညာရည်ချင်းကလည်းမတိမ်မယိမ့်မိန်စီးပွားဥစ္စာကလည်းမကွာခြားလာဘူးရုပ်ရည်ချင်းကြတော့လေဘသူမှပို့ပြီးတော့ယုံမစိုးသလိုဘသူမှလည်းထူးပြီးတော့လှမနေပါဘူးမိဘအတိုင်းဝိုင်းချင်းကလည်းသူမသားကိုမသားပဲအသက်ချင်းလည်းမတိမ်မယိမ့်မိန်တကယ်ကိုနှက်ဖက်တဲ့အစုံတွေလို့ပြောရမှာကျမတို့ကိုဘယ်အကြောင်းအရာကမှကွဲကွာစီမှာမဟုတ်ဘူးလို့အခိုင်အမာယူဆထားခဲ့တာပါဒါပေမဲ့အခုတော့ကွဲကွာစီဖို့အကြောင်းဖန်လာပါတယ်အဲ့ဒီအကြောင်းကဘာရဲ့လို့တိတိကျကျသိခွင့်မရတာကအသေးရစရာဖြစ်လို့နေပါတယ်ကျမသူ့ကိုဘလို့တုံ့ပြန်ရမှမသိပါဘူးဒေါသတကြီးရန်တွေးလိုက်ရမလားသူကျင်မကိုချင်းဂျင်းစိမ့်နဲ့မိတ်တလင်လိုခြာကနေကြောခိုင်းပြီးတော့လက်ထွက်ခဲ့ရမှာလားမခွဲနိုင်ဘူးရဲ့လို့ရှင်တနေ့နဲ့ငိုဆိုင်လိုက်ရမလားဘာလို့မှမသိတဲ့ဦးကြောင်ကြောင်ရောင်ချာချာစိတ်ကြီးနဲ့ပဲကျမသိချင်တာလေးတွေမေးပြီးတော့ပြန်လာခဲ့ရပါတယ်အခုတော့တငယ်ချင်းတွေနဲ့ခေါင်းချင်းရိုက်ပြီးတော့တိုင်ပင်ရတယ်ဝိုင်းပြီးတော့စဉ်းစားပေးကြပါအောင်ပေါ့ဝိုင်းပြီးတော့အပြေရှာပေးကြပါအောင်တယောက်အားနဲ့မစင်စားတတော်လို့ပါကျမတငယ်ချင်းတွေကလည်းသူ့ဘက်ကဘလို့အကြောင်းရှိနိုင်လဲဆိုတာနဲ့ကျမဘက်ကဘလို့တုံ့ပြန်တဲ့ဆိုတာကိုဝိုင်းပြီးတော့စားပေးကြရှာပါတယ်ဒီလိုနဲ့နောက်ဆုံးမှာအနှစ်ချုပ်ပြီးတော့ကောက်ချက်ချတာအဖြစ်တစ်ခုထွက်လာတယ်ဒီမှာလွေနင့်ရီးစားကလေအချောက်ဖြစ်ရင်ဖြစ်ဒါမှမဟုတ်ရင်တော့သူ့မှာမကြခင်တေးရတော့မယ့်ယောဂတစ်ခုရှိနေလို့ပဲဖြစ်မယ်သူတို့ပေးတဲ့ကောက်ချက်ကြောင့်ကျမငိုကျင်သွားတယ်အချောက်ကတော့မဟုတ်တော့ပါဘူးသူ့စီမှာအချောက်နဲ့ဆင်ဆင်တူတဲ့လက္ခဏာဆိုလို့တခုမှမတွေ့ရပါဘူးအဲ့တော့သူတို့ပြောသလိုဆိုရင်တော့ဖြစ်နိုင်ခြေကတော့သူ့မှာမကြခင်တေးရတော့မယ့်ယောဂတစ်ခုရှိနေလို့ပဲပေါ့သူလည်းပြောခဲ့တာပဲသူ့ရဲ့ကျမ်းမာရေးကသူမိဘတွေရဲ့ကျမ်းမာရေးလောက်တောင်မကောင်းဆိုပဲကျမတငယ်ချင်းမိယူကဝင်ပြောပြန်နေငါတို့အိမ်သားအမကြီးတယောက်ဆိုရင်လေသူကြီးစားသူ့ကိုထားခဲ့လို့ဆိုပြီးတော့စိတ်တေနာဒေါသတွေကြီးပေါ့သူ့လိုဘာအဖြစ်နာစာမှမရှိရဲ့မိန်းကလေးမျိုးထားခဲ့ရကောင်းလားဆိုပြီးတော့ဆွေးဆွေးခုံဆက်ဆက်တုံနေတာပေါ့ဟဲ့မာနာကိုထိရအောင်အဲ့ဒါနဲ့အဲ့ဒီအမကြီးကသူကြီးစားကိုပါးတွေပါတွေတွားရိုက်လိုက်သေးတယ်နောက်တနေ့လောက်ကြာမှသူကြီးစားကလေbrain tumor နဲ့ဆုံးတယ်လို့ကြားရတယ်။အဲဒီတော့မှသူကြီးစားသူ့ကိုဒုက္ခမရောက်စေချင်တဲ့စေတနာနဲ့ထားသွားမှန်းသိပြီးတော့မချစ်တင်ခဲ့ရဖြစ်တာပေါ့ဟဲ့။အဲဒါကြောင့်တကယ်လို့နင်းချစ်သူမှလည်းအဲ့လိုယောဂတစ်ခုခုရှိနေခဲ့ရဆိုရင်နင်နောက်မှနောင်တရမှာမျိုးမဖြစ်စေချင်ဘူး။တော်ပါတော့မယူရဲ့ဟဲ့မပြောပါနဲ့တော့ကျမမယူစကားအဆုံးမှာကျူးကျူးပေါင်းကိုချလိုက်တော့တယ်။ကို့မှာများအဲ့လိုယောဂတစ်ခုခုရှိနေခဲ့ရင်ကျမတနာလိုက်တာမှန်းဆတွေးကြည့်ရုံနဲ့တောင်ကျမတနာလိုက်တာဖြစ်ပါတယ်။ကျမတို့ထင်တာမမားခဲ့ပါဘူး။ဒီနေ့မှာစီးချိုယောဂရှိရဲ့ကျမမေမေကိုစေကံပြဖို့အတွက်ပုဂ္ဂလိကဈေးရုံကြီးတရုံကိုကျမရောက်သွားခဲ့ပါတယ်။ဈေးရုံရှိမှာကျမတို့ကပ်ပတ်ကင်ထိုးနေတော့မှပဲဈေးရုံထဲကနေခေါင်းကိုက်ဆိုင်ချပြီးတော့ထွက်လာတဲ့သူကိုလှမ်းမြင်လိုက်ရတယ်။သူကကျမကိုမမြင်ခဲ့ဘူး။သူကားပေါ်ကိုတက်ပြီးတော့ခက်မြင်မြန်ပဲမောင်းထွက်သွားတယ်။တေးကြပါပြီ။ကျမတို့ထင်တာတေးကြပါပြီလို့ပဲကျမတွေးလိုက်မိတယ်။အဲ့ဒီအတွေးကြောင့်ပဲရှင်ထဲမှာတနေ့နဲ့နာလာပါတယ်။သူ့ကိုတနာလုံးလို့နေမထိထိုင်မသာနဲ့ဘာလို့အမှန်းတောင်မသိတော့အောင်ဖြစ်ရတယ်။စဉ်းစားကြည့်လေ။သူကကျမကိုသိချင်လုံးလို့ဒီလိုဆုံးဖြတ်ရတာပါတဲ့။အဲ့ဒါဆိုကျမကိုမနစ်နာစီလို့တဲ့စိတ်သဘောမျိုးသူ့မှာရှိနေတာသိကြတာပေါ့။ကျမတို့လက်ထက်မှာကိုအနောက်ရှက်ဟန်တာဖြစ်စေမဲ့တခြားဘာအကြောင်းမှလည်းမရှိတော့တဲ့နောက်တော့ထင်စရာဒီတစ်ခုပဲကြံတော့တာပေါ့။ကျမလေးသူ့ကိုတနာတဲ့စိတ်နဲ့ရှားသမျှအချိန်လေးမှာကျမဘက်ကပေးဆက်နိုင်တဲ့လောက်ပေးဆက်ဖို့ဆုံးဖြတ်လိုက်မိပါတယ်။အဲဒီနေ့ကစပြီးတော့သူ့ကိုကျမဘာမှမမေးတော့ဘူး။ဘာအတွက်မှမငိုဆူတော့ဘူး။သူ့ကိုရှောင်ဖယ်ကြောခိုင်းပြီးတော့လည်းမနေတော့ဘူး။ကိုဘာအတွက်မှစိတ်မစင်းရဲနဲ့နော်။ကိုကျမကိုလက်မထက်ချင်လဲနေအတိကကျမတို့ချင်းချစ်နေပြီးရပဲ။ကျမဒီစကားတွေပဲထက်ထက်ပြောပြီးတော့သူ့ကိုအားပေးရတယ်။တရားလာပါတဲ့စားတောက်ဆိုင်လေးတွေစီကိုသူ့ကိုခေါ်သွားပြီးတော့ကျမတို့စကားတွေပြောရင်အတူတူစားတောက်ကြတယ်။သူ့အတွက်ညဝိအင်ဂျီလေးတွေကိုကျမကိုယ်တိုင်ချုပ်ပေးတယ်။သူကြိုက်တဲ့ဟင်းတွေကိုကျမကိုယ်တိုင်ချက်ကျွေးတယ်။သူ့မျက်နှာကိုအရေးလိုကြည့်ပြီးတော့နွေနွေထွေထွေနဲ့နဲ့ကာကာမျက်မျက်နှုံနှုံတန်ဖိုးထားဆက်ဆံနေရင်ရပဲ။သူ့ကိုတနာတဲ့စိတ်နဲ့ကျမခဏခဏမျက်ရည်ကျတယ်။သူ့ရဲ့ကြံရှိနေသေးတဲ့နောက်ဆုံးချိန်လေးမှာကျမတက်နိုင်တဲ့နည်းနဲ့ပေးဆက်ရင်းနဲ့သူ့ရဲ့နောက်ဘဝအထိတောင်မှစိတ်ချမ်းသာမှုတွေထည့်ပေးလိုက်စမ်းပါတယ်။
ဒီနေ့ကျမသူ့အလုံးလုံးတဲ့ရုံခန်းလေးကိုရောက်သွားတယ်ကျမသူ့ရုံခန်းထဲကိုဝင်လာတော့စာအုပ်တစ်အုပ်ဖတ်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်အော်နှွေသူကကျမကိုမြင်တော့စာအုပ်ကိုပိတ်ပြီးတော့စပွဲပေါ်ကိုလှမ်းတင်လိုက်တယ်ဒါပေမဲ့စာအုပ်ကစပွဲဆုံးကနေရှော့ပြီးတော့အောက်ကိုပြုတ်ကျသွားတာနဲ့ကျမငုံကောက်ပေးလိုက်တော့စာအုပ်ထဲကထွက်ကျလာတဲ့စာရွက်စာတမ်းတွေကိုတွေ့လိုက်ရတယ်စာရွက်တွေကတကယ်ကိုထူးဆန်းတယ်ရာဇမတ်ကွက်လိုမျိုးအကွက်တွေဆွဲပြီးတော့အကွက်ထဲမှာကဏ္ဍတွေထည့်ရေးထားတယ်။အိုးသိပြီဒါဘေဒင်တွက်တာကျမဘေဒင်မမေးဘူးပေမဲ့ဘေဒင်စာအုပ်တွေထဲမှာဒါမျိုးအကွက်တွေဆွဲထားတာကျမမြင်ဘူးတာပေါ့။ကိုဒါကဘာတွေလဲယင်ကိုဘေဒင်တွက်ထားတာကိုကဘေဒင်တွက်တတ်တယ်။ကိုဝါသနာပါလို့တန်းတန်းတက်ပြီးတော့တေချာလေ့လာထားတာကျမသူနောက်နေသလားလို့သူမျက်နှာကိုအကဲခက်ကြည့်ပေမဲ့သူမျက်နှာကတော့အတီပေါက်ပဲအံ့ဩစရာကြီးသူဘယ်တော့မှတန်းတန်းတက်လိုက်တဲ့တောင်မှကျမမသိလိုက်ဘူးကိုကဘေးဒင်ကိုရှုံလာတာရှုံတယ်လေဒီပညာရက်ကအထင်သေးလို့မရဘူးလူသားလေးတယောက်လူလောကကိုခြေချမဲ့ကိစ္စကနေစပြီးတော့တကယ့်လုပ်ငန်းကြီးတွေစတင်ဖို့ကိစ္စတွေအထိဘေးဒင်မပါလို့မှမရတာဒါပေမဲ့ဘေးဒင်တိုင်းတော့မမှန်ပါဘူးကိုရဲ့နှွေးရမယုံလို့မမှန်ဘူးပြောတာပါကိုကတော့ယုံတဲ့သူဆိုတော့ကိုအတွက်ဆိုဘေးဒင်ကအမြဲမှန်တယ်လို့ပဲယူဆတယ်ယုံကြည်တယ်ကျမသူ့ကိုခက်ဆက်ဆိုင်ကြည့်နေရင်ကရှင်ထဲမှာစိုးနေပြီးတော့ဝမ်းနေလာပြန်တယ်သူတရားမဲ့ရက်ကိုဘေးဒင်ထွက်ကြည့်ချင်တာလားဒီပညာကိုသင်ခဲ့ရတာကြောင့်လားနောက်တစ်ခုကကျမသိချင်တာကကျမတို့နှစ်ယောက်ရဲ့အနာဂတ်ကိုသူဘေးဒင်တွက်ကြည့်ခဲ့ပြီလားလို့ပေါ့ကျမသူ့ကိုမရေတရေလေးမေးလိုက်ပါတယ်ကိုကျမတို့နှစ်ယောက်အတွက်ကိုဘေးဒင်တွက်ကြည့်ခဲ့သေးလားယင်သူမဖြစ်ဘူးအကြာကြီးငြိမ်နေတယ်ပြီးတော့မှတပြင်းတစ်ခုကိုချရင်နဲ့လေးလေးနက်နက်ပြောပါတယ်တွက်ကြည့်ခဲ့တာပေါ့နှွေးရဲ့တွက်ကြည့်ခဲ့လို့လဲသူ့စကားကိုတဝက်တစ်ပြက်မှာရှက်ပြလိုက်တော့ကျမရဲ့သိကျင်စိတ်ကပိုလာပါတယ်တွက်ကြည့်တော့ဘာသိရလဲဒုက္ခရောက်မယ်ဆိုတာကိုသိခဲ့ရတာပေါ့နှွေးရဲ့ဒုက္ခရောက်မယ်ဟုတ်တယ်ဒုက္ခရောက်မှာတော့သိကြတယ်ကိုကမိသားစုမှာအငယ်ဆုံးသားနှွေးရအကြီးဆုံးသမီးအကြီးဆုံးနဲ့အငယ်ဆုံးယူရင်ခိုက်တတ်တယ်လေဘေးရင်တွက်ကြည့်တော့လဲကိုရိုနှစ်ယောက်ပေါင်းရင်နာသေးပြက်ကိန်းတွေပဲတွေ့နေရတာနာဆိုတာကျမ်းမာရေးချွေရင်းကြမှာကိုပြောတာတေဆိုတာအသက်တူမှာပြက်ဆိုတာစီးပွားပြက်မှာကိုဒုက္ခမရောက်ချင်ဘူးနှွေးကိုလည်းဒုက္ခမရောက်စေချင်ဘူးကိုရိုမိသားစုကနေပေါက်ဖွာလာမဲ့သားသမီးတွေကိုလည်းဒုက္ခမရောက်စေချင်ဘူးဒါကြောင့်နှွေးကိုရှင်နာနာနဲ့ဆွန့်လွတ်ဖို့ဆုံးဖြတ်လိုက်ရတာပါဟုတ်တော့အဲ့လိုမျိုးကျမစိတ်ထဲကနေပြီးတော့အကျယ်ကြီးကိုអော်လိုက်မိတာပြီးတော့ဖြစ်ရလေလို့ရေရွပြီးတော့စိတ်ထဲကပဲတဟာဟာអော်ရလိုက်မိပါတော့တယ်အမလီတကယ်ကိုအချစ်သူရဲ့ခေါင်းကြီးပါလားနော်ဒါနဲ့ဟိုတလောကဆေးရုံထဲကနေပြီးတော့ကိုခေါင်းလိုက်ဆိုင်နဲ့ထွက်လာတာကျမတွေ့လိုက်တယ်။အော်အဲ့ဒါအသေးအတန်ဖြစ်နေတဲ့ကိုမိတ်ဆွေတယောက်ကိုလူနာသတင်းသွားမိတာပါ။ဒါဖြင့်ရှင့်မှာတည်စီလောက်တဲ့ယောဂါတွေပါတယ်ရှိမနေရတော့တေးကြတယ်ပေါ့နော်။မရှိပါဘူး။ကျမ်းမာရေးမှာဘာပြဿနာမှမရှိဘူး။ဘာလို့ဒီလိုမေးရလဲနှွေး။ဘာလို့မှမဟုတ်ပါဘူး။ဒီလိုပဲမေးကြည့်မိတာပါ။နှွေးပြန်အောင်မယ်။နောက်လည်းမလာတော့ဘူး။ Goodbye ပေးတင်စရာ။ကျမကတရော်တော်တော်လေးရှိလိုက်ပြီးတော့သူ့ကိုကြောခိုင်းပြီးတော့လက်ပြပြီးတော့ထွက်လာခဲ့တယ်။ရှင်ထဲမှာရှင်းလင်းသွားတာပဲ။သူနဲ့ပတ်သက်ပြီးတော့ဘာခံစားချက်မှလည်းမရှိတော့ဘူး။ပြီးတော့ကျမရဲ့နှုတ်ဖျားကနေတူတူလေးပဲရွရွလိုက်ပါတယ်။လွမ်းလောက်စရာမှမရှိတာ။ပရိသတ်များရှင်အခုဇလန်လေးရတော့ပုံညာခင်ရေးသားထားတဲ့တဏှာလိုက်ရတာဆိုတော့ဝတ္ထုတိုဇလန်လေးပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်လည်းဝတ္ထုတိုဇလန်လေးထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ရှင်။ဒီတစ်ခါမှာတော့ပရိသတ်ကြီးအတွက်တင်ဆက်ပေးသွားမယ့်ဇလန်လေးရတော့နတ်သမီးမဖြစ်ချင်သူဆိုတဲ့ဇလန်လေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပုံညာခင်ရေးသားထားတဲ့ဝတ္ထုတိုလေးတစ်ပုဒ်လည်းဖြစ်ပါရဲ့ရှင်။အတူတူလိုက်ပါပြီးတော့နားဆင်ပေးပါအောင်ရှင်။ကျွန်တော်မှာအလွန်ချက်စရာကောင်းတဲ့ချစ်သူလေးတစ်ယောက်ရှိတယ်။ကိုချစ်သူမို့ပြောတာမဟုတ်ဘူးကျွန်တော်ချစ်သူကစိတ်တဘောထားရိုးစင်းပြီးတော့ဖြူဖြောင်းလှသူဖြစ်ပါတယ်သူ့ကိုကျွန်တော်ကတုံနေအောင်ချစ်မိတာကြောင့်တုံတုံလို့ချစ်စနိုးခေါ်တယ်တုံလေးစသဖြင့်ချစ်စနိုးအမျိုးမျိုးခေါ်မိတတ်ပါတယ်တုံကအခုခေတ်မိန်းကလေးတွေနဲ့အသွင်မတူတမူကွဲသူဖြစ်ပါတယ်တုံကိုအပေါ်ယံကြည့်ရင်တော့ခေတ်မီမီပေါ့ပေါ့ပပလေးနေတတ်သူလို့ထင်ရပါတယ်တုံရဲ့ပုံစံကဒိတ်အောင်နေတဲ့ပုံစံမျိုးတော့လုံးဝမဟုတ်ဘူးဘောင်းမီကြက်ကြက်လေးတွေအင်ကြီးရှည်ရှည်အသားပြပျော်လေးတွေကိုဝတ်တတ်တဲ့တုံရဲ့ပုံစံကတွယ်လျပြီးတော့ကြောမတ်နေပါတယ်။တုံဖနှက်မြင့်မြင့်ကြိုးတန်းလေးစီပြီးတော့ရှောက်သွားပြီဆိုရင်တော့ပေါ်လျက်ပြီးတော့ပါးလျရတဲ့သူမရဲ့တံတန်းကငေးကြည့်စင်စရာကောင်းပါတယ်။အလိန်လိန်ကောက်တွန့်ထားတဲ့ stat စပင်လေးတွေကသူမရဲ့ပခုံးတစ်ဝိုက်မှာဝဲကျနေပါတယ်။ကြိုးအပြားကြီးကြီးရှည်ရှည်နဲ့
အိတ်ကြီးတွေကိုဆလွယ်တိုင်းပြီးတော့လွယ်တဲ့တုံကသူ့စတိုင်လေးနဲ့သူထူးခြားထင်ရှားနေသူဖြစ်ပါတယ်။အဲဒီလိုမျိုးလှပကြော်ရှင်တဲ့ကျွန်တော်ရဲ့တုံကပတိအင်မတန်စိတ်သူဂါတာအင်မတန်ရွတ်သူအလှပြင်ဆိုင်ကိုသာမတော်ရင်နေမယ်လာပြီးနေတိုင်းတော့ဥပုသ်ဆောင်ဖို့မပြတ်ကွက်တတ်သူဖြစ်ပါတယ်။လာပြီးလောက်ွယ်နေတွေဆိုရင်တုံကအသွင်ပြောင်းပြီးယောဂီလုံးကြီးလေးနဲ့အင်ချီဖြူရင်ရင်ပုံးလေးကိုဝက်ယောဂီတစ်ပတ်လေးကိုတိုင်းပတ်ပြီးတော့ဘုန်းကြီးကျောင်းကိုဥပုသ်ဆောင်ဖို့သွားလာတတ်တဲ့တုံကိုကျွန်တော်ကမပြတ်မမိအောင်သတိထားပြီးတော့နေရပါတယ်။ယောဂီဝတ်စုံလေးနဲ့တမျိုးလှနေတဲ့တုံကိုကျွန်တော်ရဲရဲမကြည့်ရဲဘူး။နောက်တော့ဥပုံးလေးဆိုကျွန်တော်တုံးစီကိုမသွားဘဲနေရတယ်။အဲဒီနေ့တွေမှာမျက်နှာလေးချပြီးတော့သစိမ့်တရံလိုပဲစကားပြောတတ်တဲ့တုံးရဲ့ပြောင်းလဲမှုကိုကျွန်တော်မခံစားနိုင်လို့ဖြစ်ပါတယ်။တခါကျွန်တော်နဲ့တုံနဲ့ချင်းတွေးကြတယ်။တွေးကြတဲ့နေရာလေးကတတရာလေးဖြစ်တဲ့ကျွန်တော်တို့ထိုင်နေတဲ့ခုံတန်းလေးရဲ့ရှေ့မှာလိုင်းတက်ခွက်လေးတွေထားနေတဲ့ကန်ရည်ပြင်ရှိတယ်။အဲ့ဒီရေပြင်ပေါ်ကိုနေရောင်ကြီးဖြာကျနေရမို့လှုပ်နေတဲ့ကန်ရည်ပြင်ပေါ်မှာတစ်ချက်ငွေရောင်ကျဲပွင့်လေးတွေပေါ်လာသလားလို့တောင်မှထင်ရောင်ထင်မှာဖြစ်ရတယ်။အဲ့ဒီရေပြင်စီကလက်လက်ချနေတဲ့နေရောင်ကကျွန်တော်ချစ်သူရဲ့ဒီငိမ်အေးဆေးတဲ့မျက်နှာပြင်ကိုပို့ပြီးတော့လင်းလက်ဝင်းပါလာစေတယ်။တတုံတိုက်ခတ်နေတဲ့လေးပြေကကျွန်တော်ချစ်သူရဲ့စံစလေးတွေကိုတနော်ကြည်စက်လျက်ရှိတယ်။အဲ့ဒီအချိန်မျိုးမှာကျွန်တော်ဘက်ကလည်းချစ်သူလေးနဲ့အနီးဆုံးမှာထိုင်ပြီးတော့တာယာတဲ့ချစ်စကားတွေကိုနှော့ကျူလျက်ရှိပါတယ်။တုံနဲ့အခုလိုလေးထိုင်နေလိုက်ရရင်လေမောင်းစိတ်တွေအရန်ကိုကြည်လင်သွားတာ။မောင်းမှာစိတ်ညစ်စရာတွေဘလောက်ပဲရှိတုံမျက်နှာကိုမြင်လိုက်ရတာနဲ့အားလုံးပြောက်ကုန်ရောတုံကဘာနဲ့တူတယ်လဲဆိုတော့ကြောက်ချင်တုံလေးနဲ့တူတယ်။ရေအိုးထဲမှာနောက်နေတဲ့ရေရှိရဲဆိုရင်ကြောက်ချင်တုံလေးနဲ့ရေအိုးရဲ့အတွင်းနေရန်ကိုပုတ်တိုက်ပေးပြီးတော့အဲ့ဒီရေအိုးထဲမှာစိန်ထားလိုက်ရုံနဲ့ရေကတဖြည်းဖြည်းကြည်လာသလိုပဲမောင်ရဲ့ညှက်နောက်နေတဲ့စိတ်ကိုတုံကကြည်လင်အောင်လုပ်နိုင်တယ်။တုံကိုတုံဆိုတဲ့နာမည်အပြင်ကြောက်ချင်တုံလေးပါလို့နာမည်အသစ်ထပ်ပြင်ကောင်းမယ်။တုံကပြုံးငိမ့်ပြီးတော့နားထောင်နေတယ်။ဘာမှတော့ပြန်မပြောဘူး။တုံရဲ့ဟိုဘက်နားစီက6လိုချက်လိုအတန်တူလေးကြားလိုက်ရတော့လဲကျွန်တော်ကရှေ့ဆက်ပြီးတော့ဒါစကားတွေတွတ်ပြောနေမိပါတယ်။မောင်ဘဝရဲ့ပျော်ရွှင်မှုတွေကိုအဓိကဖန်တီးပေးနိုင်သူကတုံပဲ6ဆိုတဲ့အတန်ထပ်ပြီးတော့ကြားပြန်တယ်။တုံနဲ့တရံမတွေ့ရရင်အဲ့ဒီရက်တွေမှာမောင်စိတ်တွေတုံနေရော6ကြားပြန်ရောတုံးစီဖုန်းဆက်လို့ဖုန်းလိုင်းနေကြက်ပြီးတော့တော်နဲ့ခေါ်မရရင်မောင်အရန်စိတ်တူပဲမောင်တို့နှစ်ယောက်မြင်မြင်နီးဖို့စူးစမ်းရမယ်တုံးမောင်တုံနဲ့အထူးနေခြင်းမီ6အဲ့ဒီအတန်ကြားပြန်ပြီအဲ့ဒီ6ဆိုတဲ့အတန်ကိုပထမတော့အမှတ်တမဲ့ပဲအနာတက်ကိုင်းကြောက်ကျိုးတန်များလားတက်ကိုင်းကြောက်ကိုလေတိုးတန်လားတုံးရဲ့ခြေထောက်ကတရွက်6တွေကိုနင်းမိထားပြီးတော့စိတ်လှရှားလို့ခြေထောက်ကိုဟိုရွှေ့ဒီရွှေ့မိတဲ့အခါမှာချွတ်လို့6လို့ချက်လို့အတန်မျိုးတွေကိုထွက်လာနေရလားလို့ထင်မိတယ်။သို့တော့အဲ့ဒီအတန်ကမှန်ကြီးကိုထွက်ပေါ်နေပြီးတော့တုံကလည်းခွန်းတုံမပြန်တာမို့ကျွန်တော်စိတ်ထဲမှာသင်္ကာမကင်းလို့ခံစားလိုက်ရပါတယ်။တုံမောင်ပြောတာကြားရလား။အော်ကြားပါတယ်။တုံဟိုဘက်နာ6လို့ချက်လို့အတန်တက်လေးကြားနေတယ်။ဘာတန်လဲတုံရဲ့ဒီကအတန်မောင်ရဲ့တုံကတရုတ်တာလီချိုးတဲ့ဆက်သေးလေးကိုမြောက်ပြလိုက်ရင်နဲ့တုံကပတိလုံးကြီးကိုဒါလေးနဲ့မှတ်ပြီးတော့စိတ်နေရလေဒီနေ့စိတ်ရမယ်ပတိပိတ်ရမပြည့်သေးလို့မအောင်စကားပြောနေတော့ဆက်ပြီးတော့စိတ်နေတာဖြစ်မှဖြစ်ရလေတုံရဲ့ရီးစားတဲ့စကားပြောရင်းနဲ့ပတိစိတ်တာငရဲတွေတော့ကြီးကုန်မှာပေါ့ဘာဖြစ်လို့ဒီလောက်ကြီးအသေးအတန်စိတ်နေရတာလဲအတိတ်ထံပတိစိတ်နေရလေမောင်ရဲ့ဘယ်နေ့မှဘယ်နှပတ်စိတ်ရမယ်ဆိုတာကိုအတိအကျလိုက်နာပြီးတော့မပြည့်ပြည့်အောင်စိတ်ရတာအဲ့ဒီအတိုင်းအတိအကျလိုက်နာနိုင်ပြီးတော့အတိတ်ထံရက်ပြည့်သွားတယ်ဆိုရင်ဆူတောင်းပြည့်တယ်မောင်ရဲ့တုံဘာတွေအတိတ်ထံဝင်ပြီးတော့ဆူတောင်းထားလို့လဲတုံက9ရက်တိတိအတိတ်ထံပြီးတော့လေတုံရဲ့အလုပ်ကိစ္စအတွက်ဆူတောင်းထားတာကုမ္ပဏီမှာတုံအလုပ်လျှောက်ထားတာနောက်တစ်ပတ်ဆိုလို့ရှင်အဖြေသိရပြီလေတုံအတိတ်ထံအောင်ရင်တော့အလုပ်ရမှာသိကြတယ်လုံအင်ဆန္ဒကြီးကိုရှေ့တန်းတင်ပြီးတော့ကောင်းမှုကုသိုလ်လုပ်တာတော့ဘယ်ကောင်းမလဲတုံရဲ့ကိုကဖះတရားကိုတကယ်ယုံကြည်တက်ဝင်ရိုသေကိုင်းဆိုင်လို့ကောင်းမှုကုသိုလ်လုပ်ရင်းနဲ့မှသူ့လိုကုသိုလ်အကျိုးပေးလို့ကံကောင်းလာတာမျိုးပဲဖြစ်တင်တာမလားမောင်ကလည်းတုံယုံကြည်လို့လုပ်နေရပဲဟာပြီးတော့တုံကအိမ်တော်ကြီးကံလည်းကောင်းကျင်တယ်လေတုံဖွာပြောတယ်မိန်းကလေးတွေကအိမ်တော်ကြီးကံကောင်းဘာသာရေးမများလုပ်တဲ့တဲ့ဘာသာရေးလုပ်တာကတော့ကောင်းပါတယ်ဒါပေမဲ့လုံအင်ဆန္ဒကြီးကိုရှေ့တန်းတင်ပြီးတော့မလုပ်ပါနဲ့တုံရဲ့ပြီးတော့အခုလိုမျိုးပတိစိတ်တဲ့သူနားမှာထိုင်ပြီးတော့ချစ်ချိုင်းကြောက်ကြောင်တွေကိုပြောနေမိတယ်မောင်ကလည်းငရဲကြီးမှာပေါ့ပတိစိတ်မယ်ဆိုလဲကြိုပြောပေါ့ဟ
ဟုတ်ကဲ့ပါနောက်ဆိုရင်ကြိုပြီးတော့ပြောပါမယ်မောင်ရဲ့တုံကပြောပြရနဲ့ပတိဆက်ပြီးတော့စိတ်နေလေရကျွန်တော်မှသူ့ပတိပက်ရည်ပြည့်အောင်သာရေငုံနှုတ်ပိတ်ပြီးတော့တိတ်ဆိတ်စွာနဲ့ထိုင်ဆောင်ပေးနေလိုက်ရပါတော့တယ်အဲ့နောက်ပိုင်းမှာတော့တုံပြောတဲ့ကုသိုလ်ရေးဆိုတာတွေကပို့ပြီးတော့ညားလာပါတယ်တုံကိုယုံကြည်ရင်စိတ်နဲ့ကိုယ်နဲ့မကက်တလို့မျိုးပါဇက်ကလည်းတုံကပွားစီနဲ့အမြဲရွတ်ဖက်နေပြီးတော့လက်ကလည်းတစ်ချောင်းချောင်းအတန်ပေးနေတတ်တယ်သူယုံကြည်အောင်သူလှုပ်တာမို့ကျွန်တော်လည်းအဖြစ်မပြောဘဲနဲ့ကြည်နေရပါတယ်တုံကပဲတော်လို့လားအတိတ်ထံရပဲအောင်လို့လားတော့မသိဘူးတုံလျှောက်ထားတဲ့အလုပ်ကိုရသွားတဲ့အခါမှာတော့တုံကတွေ့လားဒါတုံပတိစိတ်ခဲ့တဲ့အကျိုးတွေပဲပိုင်နိုင်ပြောတယ်တုံကအလုပ်ဝင်တော့လဲပတိစိတ်ကတော့မပြတ်ဘူးဂါရာရှွတ်တာလည်းမပြတ်ဘူးမကြာခဏဆိုသလိုဖျားတက်ပြီးတော့မွေးနံတောင်းမှာအတိတ်တံပတိစိတ်သေးတာမို့ကျွန်တော်ကပဲလိုက်ပို့ရတယ်ချစ်သူလေးရဲ့အလိုကိုလိုက်ရောခြင်းရလေအချစ်ကိုတက်တည်ပြခြင်းတစ်မျိုးပဲလို့ကျွန်တော်မှရင်မယူပြီးတော့ကျွန်တော်စိတ်ပင်ပန်းတယ်လို့လည်းမယူဆပါဘူးဒီလိုနဲ့တုံးကလည်းသူ့ယူဆနဲ့သူကျွန်တော်ကလည်းတုံးရဲ့ယူဆအောင်မကြိုက်ပေမဲ့တက်နိုင်သလောက်အသီးခံလိုက်ရောရခဲ့ရင်လည်းနောက်3လအကြာမှာတော့တုံးမျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲနေမကောင်းလားအဲ့ဒီကတုံနဲ့ကျွန်တော်တွေ့ကြတာကျွန်တော်စိုးရိမ်တကြီးကိုတုံကိုမေးလိုက်ပါတယ်တုံမျက်နှာလေးကနွမ်းနေတာဖြစ်ပါတယ်တုံအလုတ်ပြုတ်လို့ဟုတ်လားတုံရဲ့လေတံဖြော့လေးနဲ့ပြောတာမို့ကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်သူတို့ကဘာအကြောင်းပြချက်နဲ့ဖြုတ်တာလဲမပြောချင်ပါဘူးလူတွေကလည်းတော်တော်ခက်ပါတယ်ဖျားမသိတရားမသိတုံကပြောရင်းနဲ့တက်ပြင်းလေးကိုချလိုက်ပြီးတော့မှတုံပတိစိတ်နေရအောင်တတိယမကြိုက်ဘူးလေအလုတ်ထဲကိုစိတ်မရောက်လို့တဲ့တုံကလည်းတတိယမသိအောင်ခိုးပြီးတော့စိတ်တာပဲတုံပတိပတ်ပြည့်ရဲ့ခါနီလာကြမှာပဲအလုတ်မှာအမားယွန်းလေးတွေရှိသွားလို့တုံအပေါ်အပြစ်ပုံချပြီးတော့တုံကိုပဲအလုတ်ဖြုတ်ပြစ်လိုက်တာတုံကလည်းပတိစိတ်တာတော်ယုံမဲ့စိတ်ပေါ်ကွာအလုတ်ပြက်အကင်ပြက်တော့မစိတ်နဲ့လေအလုတ်လိုချင်လို့ပတိစိတ်တာဆိုအလုတ်ရသွားတော့လဲစိတ်ရတာပဲလားအလုံးမှာအစင်ပြေဖို့လစာတိုးဖို့ဘာညာတွေအတွက်ထပ်ပြီးတော့အထိတ်ချံရသေးတာပေါ့အခုတော့အလုံးပြုတ်လာပြီမလားအလုံးမရှားပါဘူးမောင်ရဲ့တုံအလုံးထပ်ပြီးတော့ရှောက်မှာပေါ့ဒါဆိုရင်အထိတ်ထံပတိထက်စိတ်အောင်မှာပေါ့လို့ပြောကြတော့လဲမပြောတော့ဘဲနဲ့စိတ်ထဲမှာပဲကျွန်တော်ကမြုံနေလိုက်ပါတယ်ကျွန်တော်တုံကိုကြည့်ရင်တက်ပြင်းချရင်နဲ့အလုံးလုံးမနေပါနဲ့တော့တုံရဲ့မောင်နဲ့လက်ထပ်ပြီးလို့ရှိရင်မောင်ရှာကျွေးတာပဲထိုင်စားပါတော့တုံကအလုံးလုံးရမှပျော်တာတုံကသူ့လှုပ်ချင်တာကိုလှုပ်ရမှကျင်းတဲ့သူမို့ကျွန်တော်တုံကိုစွတ်အတင်းမပိတ်ပင်ကျင်တော့ဘူးတယောက်နဲ့တယောက်အလွန်ချစ်ကြတဲ့ချစ်သူနှစ်ဦးကြားကိုရောက်လာခဲ့တဲ့ပြဿနာရဲ့ခေါင်းစဉ်ကနတ်သမီးနတ်သားလို့အမည်တက်ရမှာဖြစ်တယ်တုံကဘာကြောင့်ဒီစကားလေးအပေါ်မှာနာကြီးသွားတယ်ဆိုတာကိုကျွန်တော်နားမလည်နိုင်ဘူးအဲ့ဒီနေ့မနက်မှာမွေးနံတောင်းမှာဆိုရင်တော့ကျွန်တော်တို့နှစ်ယောက်ဖျားတက်ခဲ့ကြတာဖြစ်တယ်တုံကလည်းပျော်ရွှင်ကြီးနူးနူးပဲဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ဖျားအတူရှိခိုးပြီးကြတော့တုံကပတိဆက်ပြီးတော့စိတ်နေတာမို့ကျွန်တော်ထိုင်ဆောင်ပေးနေလိုက်ရတယ်ပတိစိတ်နေတာကအကြာကြီးပဲတနာရီတောင်ကြော်လာခဲ့ပြီမို့ကျွန်တော်ကတော့ညင်းငွေပြီးတော့ပြင်းလာခဲ့ပြီဖြစ်ပါတယ်တုံလောက်တာနဲ့ကျွန်တော်တော့မှအလုပ်ပြုတ်တော့မလားမသိဘူးတုံကိုပြန်ပို့ပေးပြီးတော့မှကျွန်တော်ကအလုပ်သွားရမှာဖြစ်ပါတယ်တုံမွေးနေမှာတော့ကျွန်တော်အစွမ်းကုန်ပါရမီဖြည့်ပေးခြင်းမိပါတယ်တုံကတနာရီခွဲလောက်ကြာတော့မှပတိစိတ်လို့ပြီးသွားတာမို့ခေါင်းလေးချက်ချလဲပြီးတော့ကျွန်တော်ကိုရှာပါတယ်တစောင်းရဲ့အတိုင်လုံးကိုမိပြီးတော့ထိုင်နေတဲ့ကျွန်တော်လဲတောက်နေတဲ့ခါကိုလက်နဲ့ထောက်ပြီးတော့ထားရက်လိုက်ပြီးတုံးစီကိုရှောက်သွားလိုက်ပါတယ်မောင်တုံးကိုစောင့်နေရတာပင်ပန်းနေပြီလားမပင်ပန်းပါဘူးကွာမောင်ကနှက်သားဖြစ်မှာပဲဟာဘလို့ကုသိုလ်ကောင်းမှုတွေအရန်လုပ်တဲ့မောင်ရဲ့တုံလေးကနောက်ဘဝကျရင်နတ်သမီးလေးဖြစ်မှာဆိုတော့တုံကိုပါရမီဖြည့်ရဲ့မောင်ကလည်းနတ်သားလေးဖြစ်မှာပေါ့တုံကရုပ်တရက်မျက်နှာကြီးတည်သွားပြီးတော့ကျွန်တော်ကိုဆေးဆေးကြည့်တယ်မောင်ကနတ်သားဖြစ်ချင်လို့လားဖြစ်ချင်တာပေါ့တုံကနတ်သမီးမောင်ကနတ်သားတော်ပါတော့တုံကခါခါတီးတီးကိုပြောပြီးတော့တစ်ဖက်ကိုလှည့်သွားတာမို့ကျွန်တော်အံ့ဩသွားမိပါတယ်တုံဘာဖြစ်တာလဲမောင်ပြောတဲ့စကားမှာဘာအမားပါသွားလို့လဲတုံကမဖြေဘဲနဲ့အံ့ဩသာကြိတ်ထားပါတယ်ဖျားချီတော်ရင်ကိုရောက်တော့ကျွန်တော်ကိုလှည့်တောင်မကြည့်တော့ဘဲနဲ့တက္ကစီတစ်စီးထားပြီးတော့ပြန်သွားတယ်မိန်းမဆိုတာနားလေရခက်တာအမှန်ပဲဆိုတဲ့စကားတကယ်ကိုမှန်နေပြီလားမသိဘူးမိန်းမဟူသည်မျက်နှာတီလိုပဲကြွေးကောက်တတ်တဲ့သဘောရှိရလို့မှတ်ယူလိုက်ရမလား
အဲ့ဒီအတွေ့အနဲ့တွေ့ရင်ကျွန်တော်ဦးကြောင်ကြောင်ကြံနေခဲ့ရပါတော့တယ်ခက်မှခက်ပါပဲတုံကဘာအကြောင်းမှမရှိဘဲနဲ့ကျွန်တော်ကိုစိတ်ကောက်ပြီးတော့ရှောင်ဖယ်နေပါတယ်ဖုန်းဆက်တော့လည်းမကင်ဘူးလူချင်းတွေ့မယ်ဆိုတော့လည်းအတွေ့မခံဘူးကျွန်တော်သုံးသက်ကြည့်ရဲ့ကျွန်တော်ပြောတဲ့စကားထဲမှာတုံဘာများစိတ်ကွက်စရာပါသွားလဲဘာမှပါသွားလဲတုံကအနတ်သမီးဖြစ်မှာမို့ကျွန်တော်ကအနတ်သားဖြစ်ချင်တဲ့အကြောင်းပြောမိတာအဲ့ဒီစကားကဘာများမှားလို့လဲကျွန်တော်ကစိတ်ထဲကနေပြီးတော့မတင်မကျမနေတတ်တဲ့သူမို့တုံကိုတွေ့ပြီးတော့အကြောင်းရင်းကိုမေးဖို့အတွက်ကိုစူးစမ်းမိတယ်ကျွန်တော်မှလည်းယောက်ျားမာနာနဲ့ပဲကိုကြီးစားနေပြီးတော့ဘလိုင်းဖြတ်တောက်သွားတာကိုခေါင်းငုံလို့တော့မခံချင်ဘူးကဲတုံကိုရှောင်နေတော့တုံဘာဖြစ်ချင်တာလဲဆိုတာပုံမှန်လင်းလင်းပဲပြောကျွန်တော်ကတုံတို့အိမ်သားမှာသွားဆောင်နေပြီးတော့တုံအပြင်ထွက်လာတော့မှညနေချင်းဆိုင်ပြီးတော့မေးလိုက်မိပါတယ်ပြောလေတုံကိုဘက်ကဘာများမှားခဲ့လို့လဲတုံဘာဖြစ်သွားတာလဲတုံကကျွန်တော်မျက်နှာကိုခက်ဆင်းဆင်းကြည့်ရင်းနဲ့တုံကရှင့်အတွင်းစိတ်ကိုမြင်လိုက်ရလို့စိတ်ပြက်သွားတာပေါ့ကို့အတွင်းစိတ်ဟုတ်တယ်ရှင်ပြောလိုက်တဲ့စကားရှင့်ရဲ့အတွင်းစိတ်ကိုဖော်ပြတယ်လေတုံကတလင်တမယားစနစ်ကိုလေးစားတယ်တုံအိမ်အောင်ကြပြီဆိုလို့ရှင်လဲလေခင်ဗျုံကိုသစ္စာရှိရှိပေါင်းရမယ်ရှင်ကတော့တုံလို့မဟုတ်ဘူးဆိုတာရှင့်ရဲ့စကားအရာကိုလေတုံရိပ်မိလိုက်တယ်ဘာစကားလဲဘယ်စကားကိုပြောနေရလဲရှင်ကနတ်သားဖြစ်ချင်တယ်မလားတုံကိုလည်းနတ်သမီးဖြစ်စေချင်တယ်လေဒီမှာမောင်ရဲ့တုံနောက်ဘဝမှာမဖြစ်ချင်ဆုံးအရာကလေနတ်သမီးဘဝပဲမောင်မဲစဉ်းစားကြည့်လေလူဖြစ်ရတာမှသစ္စာရှိရဲ့ယောက်ျားနဲ့ရရင်တလင်တမယားစနစ်နဲ့စိတ်ချမ်းချမ်းသာသာနဲ့နှစ်ဦးသဘောတူနေနိုင်အောင်မယ်နတ်သမီးဖြစ်ခါမှကိုကနတ်သားရဲ့နတ်သမီး4-500ထဲမှာမထင်မရှားနတ်သမီးတစ်ပါးဖြစ်ရအောင်မယ်နတ်သားဆိုတာနတ်သမီးတွေတစ်ဖက်900နဲ့လေစံစားရတယ်လို့တုံကြားဘူးတယ်မောင်နတ်သားဖြစ်ချင်တယ်ဆိုတာအဲ့လိုမျိုးနတ်သမီးတစ်ဖက်ကို4-500နဲ့ပျော်ပါပြီးတော့ခံစားကြလို့မလားတုံကမောင်နတ်သမီး4-500ထဲမှာတပားဖြစ်ရအောင်ပါလားလုံးဝ sorry ပဲမောင်တုံရဲ့ကုသိုလ်ရေးတွေလို့နှိပ်ပယ်မရခင်ဆက်ကြားမှာယောက်ျားကောင်းတစ်ယောက်နဲ့အိမ်အောင်ပြုတ်ပြီးတော့စိတ်ချမ်းချမ်းသာသာနေရတဲ့လူဘဝကိုပဲရပါစေနတ်သမီးတော့မဖြစ်ပါရစေနဲ့ကျွန်တော်ကစိတ်လိုက်မှန်ပါလေးပြောနေတဲ့တုံကိုအားတင်းတယ်လို့မျိုးကြည့်နေမိပါတယ်ပြီးတော့တုံကိုကြည့်ရင်းနဲ့ကျွန်တော်ရည်ချင်လာတယ်သူတွေးခေါ်ပုံကရည်စရာကြီးပဲလေကဲဒါဆိုလဲတုံနတ်သမီးလည်းမဖြစ်နဲ့တော့မောင်လည်းနတ်သားမဖြစ်ချင်တော့ဘူးဒီလိုဆိုရင်ကျင်းတတ်တယ်မလားကျွန်တော်ကတော့ရည်ချင်စိတ်ကိုထိန်းပြီးတော့ချော့မော့ပြီးတော့ပြောလိုက်တာတုံကကျွန်တော်ကိုမျက်စောင်းထိုးတယ်လို့မျိုးခက်ဆွေလေးကြည့်ရင်းနဲ့မောင်ကိုတုံမယုံတော့ဘူးမောင်စိတ်ထဲမှာမျက်နှာများကျတဲ့စိတ်ကကြီးနေတော့မောင်ဒီလိုစကားမျိုးပြောထက်တာမောင်ရဘာရဲ့မဟုတ်ပါဘူးကွာဒီလိုပဲပေါ့ပါပြောလိုက်မိတာ哦တုံကအထနာကောက်သွားတာပါဘလို့ပဲဖြစ်ဖြစ်တုံကတော့မောင်ကိုစောင့်ကြည့်အောင်ပါလေမောင်နဲ့လက်ထပ်ဖို့အတွက်အချိန်ယူပြီးတော့စဉ်းစားအောင်မယ်အဲ့လိုနတ်သမီးနတ်သားကိစ္စကြောင့်ပဲကျွန်တော်တို့ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကပြောင်းလဲသွားခဲ့တာဖြစ်တယ်တုံကကျွန်တော်ကိုဘယ်တော့မျက်နှာများလိမ့်မလဲဆိုတဲ့တန်တရားစိတ်နဲ့အချိန်ကြာမြင့်စွာစောင့်ကြည့်နေပါတယ်နောက်နှစ်ခန့်ကြာတဲ့အခါမှာကျွန်တော်တို့လက်ထပ်ခဲ့ကြပါတယ်ကျွန်တော်နဲ့သားဖြစ်ချင်တဲ့ကိစ္စကြောင့်ကျွန်တော်တို့လက်ထပ်ဖို့အရေးကြန့်ကြာခဲ့ရတာကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်ခဲ့ရတော့လဲနတ်သမီးမဖြစ်ချင်တဲ့ကိစ္စကြောင့်အပြောင်းလဲသွားတဲ့တုံကြောင့်ကျွန်တော်စိတ်ချမ်းသာခဲ့ရပါတယ်တုံကအရင်တော့လိုအင်ဆန္ဒကိုရှေ့တန်းတင်ပြီးတော့အလုပ်ပြက်အကင်ပြက်ဖြစ်အောင်ပတိမစိတ်တော့လေနှလုံးသားထဲမှာတော့ဖရာတရားတန်ခါကိုရိုသေလေးမြတ်သူတယောက်ဖြစ်ခဲ့တယ်လောကီလူပုံမှာကျင်လည်နေရသူဖြစ်ပြီးလောကီဝတ္တရားတွေကိုမပြတ်ကွက်စီပဲနဲ့ကောင်းမှုကုသိုလ်ကိုတအားသွေးလုပ်ခဲ့တယ်တုံကတင်ငင်ရင်ကျတဲ့မိန်းကလေးတယောက်ဖြစ်လာခဲ့တယ်တုံအမြဲပြောတတ်တဲ့စကားလေးတစ်ခုကတော့တုံကုသိုလ်တွေပြုတ်နေတာနတ်သမီးဖြစ်ဖို့မဟုတ်ဘူးနော်တုံနတ်သမီးမဖြစ်ချင်ဘူးဆိုပြီးတော့ပြောတာနောက်ဘဝမှာနတ်သမီးမဖြစ်ချင်တဲ့တုံကကျွန်တော်အတွက်ကတော့ထာဝရအချက်နတ်သမီးလေးဖြစ်ပါတယ်ပရိသတ်များရှင်နတ်သမီးမဖြစ်ချင်သူဆိုတဲ့ဇလံလေးဝတ္ထုတူဇလံလေးနားဆင်လို့အပြီးမှာတော့နောက်ထပ်ဇလံလေးတစ်ပုဒ်ကိုလည်းထပ်မံလို့တင်ဆက်ပေးပါအောင်မယ်ခုံတန်းအိုလေးရဲ့ဒိုင်ယာရီဆိုတဲ့ဇလံလေးဖြစ်ပါတယ်ရှင်ပုံညာခင်ရေးသားထားတာဖြစ်ပါတယ်အတူတူလိုက်ပါပြီးတော့နားဆင်ကြည့်ပေးပါအောင်ရှင်ကျွန်တော်ကအိုမင်းရှင်ရော်နေခဲ့ပါပြီဒါပေမဲ့ကျွန်တော်ကြောပြင်ကချစ်သူစုံတွေကိုစိတ်ချလက်ချထမ်းပိုးထားနိုင်တဲ့အထိခိုင်ခန့်နေတော့မှာပဲကျွန်တော်ရဲ့တန်အတိပြီးတဲ့ခြေထောက်တွေကတော့တန်ကြီးအထက်တက်လို့
တက်သားရီနဲ့လှုပ်ထားတဲ့ကျွန်တော်ရဲ့ကြောပြင်ကညိုညစ်ညိုးလျော်နေပေမဲ့အထိုင်ခံရများလို့ထင်ပါတယ်ပြောင်ချုံးမို့လေးတော့ရှိနေသေးပဲထိုင်ပျော်နေတော့မဲဆိုတော့ထိုင်ပျော်ခဲ့တာကလည်းအခုမှမဟုတ်ပါဘူးဟိုးလွန်ခဲ့တဲ့15နှစ်လောက်ကတည်းကကျွန်တော်ဟာချစ်သူစုံရဲတကာကမျက်စိကြားခဲ့ရတဲ့ခုံတန်းလေးဖြစ်ခဲ့ပါတယ်ပန်းစံထဲမှာခုံတန်းတွေအများကြီးရှိတဲ့ထဲမှာချစ်သူစုံတွေကကျွန်တော်မှရွေးပြီးတော့မျက်စိကြားရတဲ့အကြောင်းရင်းလေးရှိခဲ့ပါတယ်ကျွန်တော်နေရာလေးကအရန်ကိုအေးမြတာရပြီးတော့တိတ်ဆိတ်ပြီးတော့မှိုင်းညိုနေခဲ့ပါတယ်ကျွန်တော်ရှေ့မှာစိမ့်လဲတဲ့ရေပြင်ရှိရင်ကျွန်တော်ရဲ့နောက်မှာမြစ်တွေပပြင်းထားနေတဲ့ຫນွယ်ပင်တွေကလကချထားသလိုမျိုးဖြာချနေတဲ့အလွန်ကိုကြီးမားမှိုင်းညိုတဲ့ကုတ်ကိုပင်ကြီးရှိရင်ကျွန်တော်ရဲ့ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ပန်းချုံတန်းအုပ်လေးရှိပြီးတော့ကျွန်တော်ရဲ့ညာဘက်မှာတော့ကိုင်းညွတ်နေတဲ့အခက်လက်တွေဖြာချနေတဲ့တစ်ပင်လေးတစ်ပင်ကလည်းရှိနေသေးတယ်အဲလိုမျိုးတဘာဝပြုပြင်ဖန်တီးပေးထားသလိုလုံခြုံအေးမြနေတဲ့နေရာမျိုးကိုချစ်သူတွေသဘောကျတယ်ဆိုတာစမ်းတော့မစမ်းပါဘူးတကယ်ကိုမစမ်းပါဘူးယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ကသမီးစားဖြစ်ပြီးကြတဲ့နောက်မှာအလုံးမလုပ်ပါသေးရဲ့လားတခြားသူတွေနဲ့တွေ့ဖို့အချိန်မှရှိပါသေးရဲ့လားလို့တွေးပြီးတော့အုံနောက်ချရလာအောင်ပဲကျွန်တော်ရဲ့ကြောပြင်လေးကပန်းချံဖွင့်ချိန်ကနေပိတ်ချိန်အထိတခါမှအားရတယ်လို့ကိုမရှိခဲ့ပါဘူးကျွန်တော်ထမ်းပိုးခဲ့ဘူးတဲ့သမီးစားစုံတွေအကြောင်းကလည်းပြန်ပြောပြရင်တော့တထောင်တညပုံမြင်လို့ပဲရှေးလျားလွှားနိုင်ပါတယ်ပြန်ပြောရမှာနည်းနည်းရှက်ပေမဲ့ပြောတော့ပြောချင်သေးတယ်တချို့အေးအေးဆေးဆေးစုံတွေလေးတွေကျွန်တော်ရဲ့ကြောပေါ်မှာလာထိုင်ရင်တော့ပြဿနာမရှိပါဘူးသူတို့ကတော့တယောက်အကြောင်းတယောက်ဒီလိုပဲပြောကြတာဖြစ်ပါတယ်ရှေးရိုးကိုဆွေးနွေးကြတယ်ဘာမှလည်းခြေလုံးလက်လုံးမရှိကြပါဘူးအလွန်ဆုံးမှမွမွေးပင်းအောင်လောက်ပဲပေါ့တချို့စုံတွေကတော့ကျွန်တော်ကြောပေါ်မှာအေးအေးဆေးဆေးထိုင်ပြီးတော့ဆွေးနွေးကြတာမဟုတ်ဘူးသူတို့ချင်းပြဿနာတက်ကြတဲ့ကိစ္စကိုလာပြီးတော့ဖြေရှင်းပြီးတော့ရန်ဖြစ်ကြတာပါအဲ့လိုအတွဲတွေလာရင်တော့အာယုံနောက်တယ်ဗျာတချို့ရှိသေးတယ်နှစ်ချို့စုံတွေပေါ့တမီးစားတော့ကတော့ကျွန်တော်ကြောပေါ်မှာပဲကျင်ကျင်နာနာနေကြပြီးတော့သူတို့ချင်းများသွားကြလို့ထင်ပါတယ်ရောက်မလာတာတော်တော်ကြာပေါ့နောက်ကြမှာဟိုဘက်ဒီဘက်ရောက်ခမပြဿနာတွေကိုယူလာပြီးတော့ကျွန်တော်ကြောပေါ်မှာရန်လာဖြစ်ကြပြန်တယ်ကျွန်တော်မှာအပူလေးတီးရအေးလေးတီးရတဲ့တုန်းကလည်းသူတို့ပဲမတဲ့ကြတော့လဲသူတို့ပဲသူတို့ပြောတဲ့အချက်ဆိုတာကျွန်တော်အတွက်ကတော့တကယ်ကိုပဲတန်ဝေကားရစရာတွေကြီးပဲဖြစ်ပါတယ်တချို့ကောင်မလေးတွေရတော့သူတို့မိဘတွေအစားရှင်လေးမိပါတယ်ကောင်မလေးတွေကိုကြည့်ရတာကပြောရမယ်ဆိုလို့ရှိရင်တော့နိုးနဲ့မစင်သေးတယ်လို့ပဲဒါပေမဲ့ကျွန်တော်ကြောပေါ်ကိုရောက်လာတော့ဗျာစနကြိုးကဝေလာမှန်ရတယ်သူတို့ကောင်လေးတွေကလည်းလက်ရဲဆက်ရဲအဆက်ကိုကုံရောကျွန်တော်မှအသေးတရားရနဲ့ကျွန်တော်ကြောပေါ်ကိုတကယ်ကိုပဲဗျာကျွန်တော်ခါချပြစ်လိုက်ချင်တာတချို့သက်သားအိုတွေကလည်းနည်းနည်းရှိစရာကောင်းတယ်ဘယ်ဘလို့ဘာတွေလဲတော့မသိဘူးသမီးအရွယ်ငယ်လေးတွေနဲ့အတူရောက်လာပြီးတော့ကလေးရဲ့မီးရဲ့အချစ်လေးရဲ့နဲ့ကိုသွားကြိုးတံဟိုမှကိုအားမနာတွတ်ထိုးနေကြသေးရဲ့လူကြီးတော့ထိတ်ပြောင်နေပြီအရေးကွန်ရော်ရီရော်ရင်နဲ့စပင်းနေတောင်မှဖြူနေမိဟာဒါပေမဲ့ကျွန်တော်စီရောတလ4ချိန်လောက်ရောက်တယ်ကိုလူကြီးရောက်ရင်လည်းတော်တော်နဲ့မပြန်တော့ဘူးသူနဲ့ပါလာတဲ့ဟာလေးတွေကလည်းတစ်ခါလာတစ်ယောက်ပဲမထက်စေရဘူးတချို့အတွဲတွေကြတော့လဲမနဲ့ပန်းကြံဖွင့်ချိန်ကလေးကကျွန်တော်ကြောပေါ်မှာလာပြီးတော့ဥထိုင်ကြတာချင်းကြိုက်လည်းမသိဘူးဖြုတ်ကြိုက်လည်းမသိဘူးဘာလုပ်နေတယ်လဲဆိုတော့ပြောတော့ပါဘူးဗျာရှိစရာကောင်းတဲ့စုံတွဲတွေနဲ့လည်းတစ်ခါတွေ့ရသေးတယ်ဒီလောက်ตายရတဲ့နေရာမှာလာပြီးတော့ဒီနေရာကိုအကျိုးရှိရှိအသုံးချရကောင်းမှမသိတဲ့လူမျိုးတွေပေါ့ယောက်ျားကတော့အပြင်းကြီးရထင်ပါတယ်ကျွန်တော်ကြောပေါ်ကိုရောက်တာနဲ့ဒီနေရာလေးကအေးလိုက်တာကွာဆိုပြီးတော့အိတ်တော်တာပဲကောင်မလေးခင်ဗျာဒင်းတခေါဟောက်ပြီးတော့အဲ့နေရာကိုငုတ်တော့လေးထိုင်ဆောင်နေရတာတနာပါတယ်ကျွန်တော်ထင်ပြောရရင်တော့ဟိုးလွန်ခဲ့တဲ့15နှစ်ကျော်လောက်ကကျွန်တော်ကြောပေါ်မှာလာထိုင်တတ်တဲ့စုံတွဲတွေထက်ဒီဘက်ကာလာမှာလာထိုင်ကြတဲ့သူတွေကပို့ပြီးတော့ပွင့်လင်းလာကြသလိုပဲဗျာကဲဒါတွေထားလိုက်ပါတော့အဓိကကြတဲ့အကြောင်းအရာကိုပဲပြောပါတော့မယ်ဒီမနက်ခင်းမှာမိန်းကလေးတစ်ယောက်တည်းကျွန်တော်ကြောပေါ်မှာလာထိုင်နေအဲ့ဒီမိန်းကလေးရဲ့ငိုရှိုက်တန်လေးကတအီးအီးနဲ့မဆဲဘူးသူ့ရဲ့မျက်ရည်တွေကကျွန်တော်ကြောပေါ်မှာဆိုလာတော့ကျွန်တော်ပါရောပြီးတော့ငိုကျင်စိတ်ပေါက်လာတယ်အဲ့ဒီမိန်းကလေးကိုကျွန်တော်တိတ်ပြီးတော့သိတာပေါ့လွန်ခဲ့တဲ့4-5-6လမှချစ်သူနဲ့အတူကျွန်တော်ရဲ့ကြောပေါ်မှာရောက်လာခဲ့တဲ့မိန်းကလေးအဲ့ဒီတလောကဆိုရင်ကျွန်တော်ရဲ့ကြောပေါ်မှာသူတို့ကြီးပဲလို့ပြောရလောက်အောင်နေတိုင်းနေပါလာကြတယ်
ကျန်တာရိုးရစကားလေးတွေပြောကြတယ်အခုတော့မိန်းကလေးတစ်ယောက်တည်းရောက်လာပြီးတော့ကျွန်တော်ရဲ့ကြောပေါ်မှာမျက်ရည်တွေတွန်ချနေတယ်ပြီးတော့ပါဇက်ကလည်းတိုးတိုးလေးရေရွနေသေးရဲ့ရှက်စရာကောင်းလိုက်တာရက်ဆက်လိုက်တာကိုရဲ့ကျမမှာဘာအပြစ်ရှိလို့ကျမဘာလို့မိလို့ကျမကိုထားခဲ့ရတာလဲမိန်းကလေးကပြောပြီးတော့ငိုပြန်တယ်အငိုတိတ်တော့တနာစရာမျက်နှာလေးနဲ့ရှေးပြင်းစီကိုငေးမောပြီးတော့တိတ်ဆိတ်နေပြန်တယ်ခဏကြာတော့မိန်းကလေးရဲ့တငယ်ချင်းထင်ပါတယ်ကောင်မလေးတစ်ယောက်ရောက်လာပါတယ်မိန်းကလေးကိုချုံမော့ပြီးတော့ဖြောင်းပြတယ်မိန်းကလေးကလည်းတငယ်ချင်းကိုဖတ်ပြီးတော့ရှင်ဖွင့်ရှာပါတယ်ငါသူ့ကိုတိတ်ချစ်ခဲ့တာပါဟာငါဘဝမှာသူ့တစ်ယောက်တည်းကိုပဲချစ်ခဲ့ဘူးတာပါနောင်လဲသူ့အပြင်ဘသူ့ကိုမှချစ်တော့မှမဟုတ်ပါဘူးသူလည်းငါ့ကိုတကယ်ချစ်ခဲ့တာငါသိပါတယ်သူကလေအမြဲပြောတတ်တယ်ငါစပင်လေးတွေကအစသူတိတ်ချစ်တာပဲတဲ့ငါစပင်တွေကိုအမြဲဖိပေးတယ်တယူတရနန်းသေးရဲ့ငါ့ကိုရိုးသားပြီးတော့ချစ်စရာကောင်းလို့ရင်ဆဆပုံစံလေးမို့သူအရန်သဘောကျပြီးတော့ချစ်သွားတာတဲ့ငါမှသူ့ဘဝကြီးကိုတာယာစေခဲ့တဲ့သူတဲ့အဲ့ဒီမိန်းကလေးကအဲ့လိုမျိုးတန်တန်တတပြောလို့တော့ကျွန်တော်စိတ်မှာစိတ်ဆင်းရဲရတယ်ကျွန်တော်သိထားတဲ့အကြောင်းအရာတွေကိုပြောပြလိုက်ရင်တော့အဲ့ဒီမိန်းကလေးဘလောက်တောင်မှအံ့ဩပြီးတော့တုန်လှုပ်သွားမလဲဒါပေမဲ့ကျွန်တော်ဘယ်လိုလုပ်ပြောနိုင်မှာလဲကျွန်တော်ကြောပေါ်မှာလာပြီးတော့ထိုင်တဲ့သူတွေရဲ့အရှုပ်ထွေးတွေအလဲစားတွေညစ်ပတ်မှုတွေအတွင်းကြီးတွေအားလုံးကိုကျွန်တော်သိထားတယ်ကျွန်တော်သာစကားပြောတတ်တဲ့တက်ရှိလူတစ်ယောက်ဆိုလို့ရှိရင်တော့မဖြစ်တဲ့နာမဖြစ်ရအောင်လို့ပြောပြမိမှာပါပဲမိန်းကလေးရဲ့အငိုကမတိတ်ဘူးတော်တော်နဲ့ကိုမတိတ်ဘူးအဲ့ဒီနေရာပြန်သွားပြီးတော့နောက်နေ့တွေမှာလည်းကျွန်တော်ရဲ့ကြောပေါ်မှာတယောက်တည်းငုံငောင်ကြီးလာပြီးတော့ထိုင်နေတယ်မိန်းကလေးအဲ့လိုလာထိုင်လေကျွန်တော်မှာအသေးတရားရဖြစ်လေပါပဲမိန်းကလေးတန်းတနေတဲ့မနှွမ်းလောက်တဲ့လူတစ်ယောက်အကြောင်းကိုကျွန်တော်ပြောပြချင်လိုက်တာအဲ့လိုကိုကျွန်တော်စသိခဲ့တာလွန်ခဲ့တဲ့15နှစ်ကတည်းကပါအဲ့ဒီအချိန်ကကျွန်တော်ကလည်းငယ်ရွယ်နှုတ်ပြပြီးတော့တစ်လွင်နေသေးတဲ့အချိန်သူကလည်းတက်ကြွပြီးတော့လန်းဆန်းတဲ့လူပြိုအရွယ်လေးပဲရှိသေးတဲ့အချိန်ပေါ့အချစ်ဦးလို့ယူဆရတဲ့သူ့မိန်းကလေးနဲ့အတူကျွန်တော်ရဲ့ကြောပေါ်မှာလာပြီးတော့သူစထိုင်နေပထမဦးဆုံးထိုင်တဲ့သူမို့လို့လဲကျွန်တော်ပို့ပြီးတော့မှတ်မိနေခဲ့တာပါသူ့ကောင်မလေးရဲ့ရှေ့လျားပြီးတော့လှပဖြောင်ဆင်းတဲ့ဆန်ရတွေကကျွန်တော်ရဲ့ကြောပေါ်မှာပုံအိကျနေပါတယ်အဲဒီလူကကောင်မလေးကိုအရေးတကြီးကြီးကောင်မလေးရဲ့စပင်တွေကိုလည်းအရေးတကြီးကြီးပါပဲကောင်မလေးကိုနမ်းနေဆိုရင်တော့စပင်ရှည်တွေကိုလည်းနမ်းတာပဲစပင်ရှည်တွေကိုတော်တော်လေးကိုသဘောကျပုံရပါတယ်ပြီးတော့အဲ့ဒီလူကပြောသေးတယ်စုကစပင်ရှည်ရှည်လေးနဲ့အရန်ချစ်စရာကောင်းတယ်ပြီးတော့စုပုံစံလေးကလုံးဝမကလပ်ဘူးအရန်ရင်တယ်မျက်နှာလေးကလည်းရိုးသားတဲ့ပုံလေးကိုပေါ်နေရပဲတဲ့ပြီးတော့အဲ့ဒီလူကကျွန်တော်ကိုတော်တော်သဘောကျသွားတဲ့ပုံနဲ့ဒီနေရာလေးကတာယာလိုက်တာနော်ကိုတို့ဒီခုံလေးမှာပဲအမြဲတမ်းလာပြီးတော့ထိုင်ကြရအောင်တဲ့အဲ့ဒီလိုနဲ့အဲ့ဒီလူကသူပြောတဲ့အတိုင်းပဲကျွန်တော်စီကိုမကြာခဏရောက်လာခဲ့ပြီးတော့ကောင်မလေးကိုလက်ထက်ခွင့်တောင်းတဲ့နေ့အထိပါပဲအဲ့ဒီနေ့မှာသူတောင်းခဲ့တဲ့လက်ထက်ခွင့်ကိုကောင်မလေးကလည်းကောင်းညိတ်လက်ခံခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့သူတို့ကျွန်တော်စီကိုရောက်မလာကြတော့ဘူးနောက်တော့ကျွန်တော်ကြောပေါ်မှာတတွဲတက်တတွဲဆန်းနဲ့မအားလဲရအောင်အတွဲအစ်စ်တွေစိတ်ဝင်စားစူးစမ်းရင်းနဲ့သူတို့အတွဲကိုလည်းကျွန်တော်မေ့သွားခဲ့ပါတယ်ဒါပေမဲ့နောက်15နှစ်အကြာလွန်ခဲ့တဲ့4-5-6လမှာအဲ့ဒီလူကစောစောငုံနေတဲ့မိန်းကလေးနဲ့အတူကျွန်တော်ကြောပေါ်ကိုရောက်လာခဲ့ပြန်ပါတယ်ကလေးကချစ်စရာလေးကွာစပင်ရှည်လေးနဲ့မို့လို့ပို့ပြီးတော့ချစ်စရာကောင်းနေရလားမသိဘူးကလေးပုံစံလေးကရိုးရိုးရင်ရင်လေးနဲ့ချစ်စရာကောင်းလိုက်တာအဲ့ဒီနေ့ကအဲ့ဒီစကားတန်ကြောင့်ကျွန်တော်အာယုံလေးနှိုးချခဲ့ရတာနေအောင်ဒီအပြောမျိုးကြားဖို့ပါတယ်လို့ပြန်ဆန်းလာလိုက်တော့လွန်ခဲ့တဲ့15နှစ်ကပထမဦးဆုံးတွေ့ခဲ့မှုတဲ့လူဖြစ်နေပါတယ်သူ့မိန်းကလေးရဲ့စပင်ရှည်တွေကကျွန်တော်ကြောပေါ်မှာဖြာဝဲပြီးတော့ကြာနေတယ်သူ့မိန်းကလေးအရွယ်ကလွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်တွေ့ဘူးတဲ့သူ့ကောင်မလေးအရွယ်ပဲဒါပေမဲ့သူကတော့အဲ့ဒီအရွယ်မဟုတ်တော့ဘူးအသက်40လောက်ဖြစ်နေပြီသူ့ကောင်မလေးအသက်က20ကျော်အရွယ်လေးပါသူ့မိန်းကလေးအသက်ကိုကြည့်ရင်းနဲ့အရင်မိန်းကလေးရောအခုနေဆိုရင်ဘလို့ပုံစံဖြစ်နေမှာပါလဲဆိုပြီးတော့မှန်းစားကြည့်မိတယ်အခုလောက်ဆိုရင်တော့ဝပြီးတော့စပင်နေလဲအရင်လောက်လှပါတော့မလားကလေးမွေးရတာနဲ့ဘာနဲ့ဆိုတော့ချွတ်ချက်တာလည်းရှိမှာပဲစပင်တူလေးနဲ့တောင်မှဖြစ်နေလောက်ပြီဒီလူကတော့အရင်လိုနှုတ်ပြိုနေစေပဲဖြစ်ပါတယ်
သူ့မိန်းကလေးရဲ့စပင်တွေကိုနမ်းနေလိုက်တာများဟိုးအရင်တော့က15နှစ်ကနမ်းနေတဲ့ပုံစံမျိုးပါပဲဂယူးဆိုင်ယူရပုံကလည်းဟိုးလွန်ခဲ့တဲ့15နှစ်ကအတိုင်းပါပဲကျွန်တော်မှသာကြားရကနေပြီးတော့မခံကြည့်မခံသာဖြစ်နေမိတာပါမိန်းကလေးခင်ဗျာမှာတော့ရိုးရိုးသားသားပုံစံမျိုးလေးနဲ့ဘာမှလည်းတန်တရားဝင်ပုံမပေါ်ခဲ့ပါဘူးသူပြုသမျှနှုတ်ရတာပဲပေါ့ဒီလိုနဲ့ကျွန်တော်စီကိုခဏခဏလာလိုက်ကြတာဒီနေ့အဲ့ဒီလူကျွန်တော်ကြောပေါ်လာထိုင်ပြီးတော့သူ့မိန်းကလေးကိုစောင့်နေတော့မှသပင်တူတူနဲ့မိန်းမဝဝတယောက်ရောက်လာပြီးတော့ရန်နေထားဖြစ်ကြပါရောဗျာရှင်ကဒီမှာဘာလာလောက်နေရလဲမတင်ကားလို့ကျမလိုက်ချောင်းနေရကြပြီအခုရှင်းကောင်မဘက်မှလဲနှုတ်အားကြမ်းကြမ်းနဲ့အဲ့ဒီမိန်းမကိုကျွန်တော်တေချာကြည့်မိတော့မှလွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်မိတ်ဆွေဟောင်းကြီးမှန်သိလိုက်ရတော့တယ်အဲ့ဒီမိန်းမမှာစပင်နေလည်းမရှိတော့ဘူးရိုးသားရင်ကြီးရဲ့ပုံမျိုးလည်းမရှိတော့ဘူးလူကလည်းဝါဖိုင်ဖိုင်နဲ့ခါပြောင်းနေပြီအဲ့ဒီလူကသူ့မိန်းကလေးရှောင်းမလာခင်သူ့မိန်းမကိုအမြန်အားချပြီးတော့ပြန်ဆွဲခေါ်သွားနိုင်တယ်တီတီလေးပဲပြောမကြပါဘူးဟိုမိန်းကလေးရောက်လာတယ်မိန်းကလေးခင်ဗျာတမျောမျောနဲ့ပန်းချံပိတ်တော်မှတယောက်တည်းခေါင်းငိုင်းဆိုင်နဲ့ပြန်သွားရှာတယ်တနာစရာကောင်းမိမယ်ကျွန်တော်လည်းအချောင်းစုံဖွင့်ရပြီးတော့မပြောပြနိုင်ခဲ့ဘူးဒီလိုနဲ့အဲ့ဒီမိန်းကလေးကအခုလိုကျွန်တော်စီမှာတိတ်တိတ်ဆိတ်ဆိတ်လာထိုင်ပြီးတော့ငိုကြွေးနေတော့တာပဲမိန်းကလေးကနောက်တစ်လားလောက်ကြာတဲ့အထိကျွန်တော်စီကိုရောက်လာတတ်သေးတယ်နောက်တော့သူလည်းပျောက်သွားတယ်ဟိုလူလည်းပေါ်မလာတော့ဘူးထုံးစံအတိုင်းကျွန်တော်လည်းတခြားအတွေးတွေနဲ့စက္ကန့်သွားရင်သူတို့ကိုမိသွားပြန်ပါတယ်နောက်6လလောက်ကြာတော့ဟိုလူပြန်ရောက်လာတယ်နောက်ထပ်သပင်ရှိရှိမလေးတယောက်နဲ့ပါကျွန်တော်ရင်ကကြားခဲ့ဘူးတဲ့စကားကိုပဲထပ်ပြောတယ်ကျွန်တော်ရင်ကမြင်ခဲ့ဘူးတဲ့ရိုးရပုံမျိုးနဲ့ပဲရိုးရတယ်ကျွန်တော်လည်းအဲ့ဒီလူအကြောင်းသဘောပေါက်သွားတယ်အဲ့ဒီလူကဒီမိန်းကလေးမို့လို့ဒီလိုဟိုမိန်းကလေးမို့လို့ဟိုလိုချစ်မဲ့သူမဟုတ်ဘူးသပင်ရှိကိုသဘောကျတဲ့သူဖြစ်တဲ့အတွက်ရင်ဆဆပုံစံကိုကြိုက်မှာပဲဖြစ်တဲ့အတွက်ဘယ်မိန်းမအောင်မဆိုသပင်ရှိရင်ကြိုက်မှာပဲသူယူရတဲ့ပုံစံအတိုင်းဘသူ့ကိုမဆိုယူရမှာပဲဒါကိုမသိရှာတဲ့ဟိုမိန်းကလေးခင်များမှာသာတသားနဲ့ကျွန်တော်စီကိုလာပြီးတော့ဆွေးနေခဲ့တာကျွန်တော်စကားပြောတတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ရင်တော့ကျွန်တော်စီကိုတလားလောက်လာငိုသွားတဲ့မိန်းကလေးကိုဒီအကြောင်းတွေပြောပြချင်ပါတယ်ဒီလိုနဲ့ပဲနောက်တစ်နှစ်အကြာငှက်ကလေးတွေစိုးစီညံနေတဲ့တာရတဲ့မနက်ခင်းလေးမှာကျွန်တော်ပေါ်မှာနှက်ကိုတူရေမြူးတန်လေးကြားလို့ကျွန်တော်မောကြည့်ပြီးတော့အလိုအလွမ်းမင်းသမီးလေးပါကျွန်တော်စီတလားလောက်လာငိုသွားတဲ့အဲ့ဒီအလဲစားခံမိန်းကလေးကအခုတော့လေတက်တူရွယ်တူအချစ်တဲ့နဲ့ပျော်မြူးနေလိုက်တာများလွမ်းခဲ့တာသူမဟုတ်ခဲ့တယ်လို့ပါပဲအေးလေမိတဲ့သူကိုမေ့ပြီးတော့အခုလုံးနှလုံးသားတနဲ့ချင်နိုင်ရင်တော့သူ့အတွက်ကောင်းတာပါပဲလို့ကျွန်တော်စိတ်အေးသွားတဲ့အချိန်မှာပဲအဲ့ဒီမိန်းကလေးရဲ့ချစ်သူအသက်ကိုကျွန်တော်မှတ်မိသွားတယ်မြတ်စွာဘုရားသူလည်းကျွန်တော်ရဲ့ဖောက်တယ်ဟောင်းကြီးပါပဲကျွန်တော်စီကိုရောက်လာကြတဲ့ချစ်သူစုံတွေကိုအချစ်ဆိုတာတန်ဝေကယူရင်သူတို့ချင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုသိထားရတဲ့ကဲလွန်တဲလွန်တဲ့အစုံတွေရောက်လာတိုင်းမျက်စိစုံမိတ်အသက်ရှူကျရင်နဲ့တဖြည်းဖြည်းအိုမင်းလာပါတယ်မိုးတွေဖြန်ရွာသွန်းပြီးစားမိုးညို့ဆွဆွတဲ့ညနေခင်းတစ်ခုမှာတော့ကျွန်တော်ကြောပေါ်ရောက်လာပြီးတော့တော်တော်နဲ့ကိုမပြန်မဲမျက်စိရှက်ဖွယ်ကဲလွန်တဲလွန်နေတဲ့အစုံတွေကိုအမြင်ကန့်လွန်လို့ထင်ပါတယ်ကျွန်တော်ကြောပြင်ရလဲပြုံးကနေကိုကြိုးကျသွားခဲ့တယ်အမလေးဗျကျွန်တော်စီခဏခဏလာပြီးတော့နှိမ့်ဆက်လွန်းနဲ့ငရှုပ်တယောက်ရဲ့အလန့်တကြားအော်ဟစ်တန်ကိုကြားလိုက်ရတော့ကျွန်တော်ကြောရိုးတစ်ချောင်းဒင်းဖင်မှာဆူးနေရတောင်မှသတိမရတော့ပဲနှစ်ထောင်အားရချိန်နဲ့နေမိပါတော့တယ်ပရိသတ်များရှင်ဒီနေ့မှာဆိုရင်တော့ပရိသတ်ကြီးအတွက်ကိုချက်တဲ့တင်ဆက်ပေးခဲ့တာကတော့စာရေးဆရာမပုံရခင်ရဲ့ဝတ္ထုတိုလေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတဲ့ဝတ္ထုတိုလေးနဲ့တကွာနောက်ထပ်ဝတ္ထုတွေကိုလည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အချိန်ပေးပြီးတော့နားဆင်ပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဝတ္ထုတိုလေးတွေဆိုပေမဲ့ဇလန်တပုတ်ကတကယ်ကိုနားဆင်လို့ကောင်းပါတယ်ရှင်နောက်ထပ်လည်းပရိသတ်ကြီးအတွက်ဒီထက်ပိုမိုကောင်းမွန်တဲ့ဇလန်တွေကိုတင်ဆက်ပေးသွားပါအောင်မယ်ဒါကြောင့် like and follow လေးနဲ့တော့ပရိသတ်ကြီးအားပေးသွားကြပါအောင်ရှင်